များတရားဝိစာမှာဖြစ်တဲ့အတွက်ကြောင့်တရားပိုင်ရှင်ဖြစ်တော်မူသောကျေးဇူးရှင်မြတ်စွာဘုရားအားနမောတတ္တသုံးချိန်ဖြင့်ဘုရားပြောကြပါစို့နမောတတ္တ20 ရက်ဖြစ်ပါတယ်။ဘာဟာမျိုးလဲအာဇာနည်လမ်းမှာရှိတဲ့ရှင်သာမဏေဓမ္မမိတ်မန္တဝိပဿနာပညာမိတ်ဆက်ကိုဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။ကျွန်တော်တို့မနေ့ကဆွေးနွေးခဲ့တာကအပြင်ရုပ်တွေအားလုံးပြီးသွားပြီเนาะ။အဲဒီမှာလည်းရုပ်ဉာဏ်သဘောတွေအကြံသိသွားတယ်ပေါ့နော်။တစ်ဖြည်းနဲ့အဲဒီရုပ်သဘောဉာဏ်သဘောတွေဟာအစစ်လိုက်နေရတဲ့အခါကျတော့နောက်ကျတော့ပြည့်စုံသွားတယ်နော်အသေးစိတ်ပြီးတော့သိသွားပြီမနေ့ကအပြင်ရုပ်ဆွေးနွေးတယ်ဒီနေ့အတွင်းရုပ်ဆွေးနွေးမယ်နော်ကာယ ानु ပဒနာပိုင်းဆွေးနွေးနေကြတာပေါ့နော်ကျွန်တော်တို့အခုလိုဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ကတရားအားထုတ်တဲ့အခါမှာပေါ့ကြားမှုနေတဲ့အတိုင်းခန္ဓာ၅ပါးရုပ်နဲ့တရားရှိတယ်ဆိုတာကြားမှုတော့ဒီရုပ်သဘာဝနာမ်သဘာဝတွေကိုဒီချာနားလဲအောင်ဘက်ဆုံကသင်မှတော့ပေါက်တယ်ဒီကလေပေါ့လေးသင်လို့မရဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်20လောက်အချိန်ပေးလိုက်ရတယ်လေဓမ္မမိတ်ဆွေတို့ဒီလောကီပညာတွေသင်တဲ့အခါကျတော့ပြန်ကြည့်ပေါ့10တန်းအောင်တာအသက်16နှစ်9နှစ်ကနှုတ်လိုက်ရင်ပဲဘုရားတို့10တန်းအောင်တာတော့မှ10နှစ်သင်ရတာဟုတ်ပြီလားပညာရနောက်တက္ကသိုလ်ဘွဲက4နှစ်ဆိုတော့14နှစ်နောက်တာဘွဲလူတွေပါရှောက်တယ်အောင်မယ်ဆိုရင်လူတယောက်က20ခန့်ပညာသင်ရပါတယ်နော်အဲ့ဒါသမစ္စာမှုပဲရတယ်လေအပေတကားပိတ်ဖို့အပေဘူးနော်အခုကျွန်တော်တို့အပေတကားပိတ်တဲ့ပညာ20မဟုတ်ကျွန်တော်တို့နိုင်20ပဲသင်တာဟုတ်ပြီလားအဲ့တော့တချို့ကများတယ်လို့စိတ်ကထင်အောင်ထင်တယ်နော်မများဘူးအဲ့ဒီလောက်မှမသင်ရင်နားမလည်ပါဘူးနော်ဒါကြောင့်မလို့ကျွန်တော်တို့ကအသေးစိတ်သင်သွားတာအဲ့လိုရုပ်တည်နာလီနားလေတော့ဘာဖြစ်မှာတော့နဲ့ပြရအောင်တကယ်နားလေသွားပြီဆိုရင်ဘုရားရှင်ပြောတဲ့အတိုင်းပဲအဟုတ်ငါမရှိဘူးဆိုတဲ့သဘောကိုနားလေသွားလိမ့်မယ်အဲ့ဒီအဆင့်ကဝိပဿနာပဲတကယ်တော့ကျွန်တော်တို့ကလောလောဆယ်များသောအားဖြင့်အစင်နာရပြောလိုက်တော့ဒီလိုအကြောင်းအရာတွေကိုအဓိကသိမထားကြဘူးလေဝိပဿနာဆိုရင်ထွက်လေဝင်လေလေးမှတ်ကြရင်ပြီးတာပဲဆိုတဲ့ဒီကူရပဲသွားနေကြတော့တကယ်ရုပ်သဘာဝနာမ်သဘာဝတွေကိုဝိပဿနာကလုပ်တယ်ပိုင်နိုင်တယ်မသိပါဘူးနော်စကလုံးနဲ့တည်းသွားသောအခါ၌တရားအထုတ်တယ်ဆိုတာကိလေသာရောအောင်အထုတ်တာနော်ကိလေသာရောတယ်ဆိုတာဟာဒီတိုင်းအထုတ်ရင်ရောကိလေသာမရောဘူးလားမေးဦးမေးကြရှိတယ်ဘုရားရှင်ကြောင့်ကြားလို့နေတဲ့လောဘကိလေသာဒေါသကိလေသာလောဘကြီးမကောင်းပါဘူးနားနေတာပဲဒေါသကြီးနဲ့မကောင်းပါဘူးနားနေတယ်အဲ့ဒါကိုလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိမ့်ပါလို့ပြောချင်ပြောရပါတယ်အားလုံးပဲအဲ့ဒီအတိုင်းနဲ့လိုက်ပြီးတော့ထိမ့်တာပဲရသလားဆိုတော့ရတဲ့လောက်ပဲရတယ်ဟုတ်ပြီလားအဲ့ဒီထိမ့်ကြီးဟာအကျဉ်းတော်မှန်တယ်တကယ်မထိရဘူးဘာကြောင့်လုံးတဲ့ထိမ့်သောခဏမှာတော့သူကငြိမ်နေလိမ့်မယ်ပြီးခံနေလိမ့်မယ်မဖြစ်တော့ဘူးခေါ်ဟုတ်ပြီလားတကယ်တရားအားထုတ်တဲ့ရည်ရွယ်ချက်ကခင်ဗျားတို့မှာရှိတဲ့လောဘစွမ်းအားဟာငြိမ်နေတာမဟုတ်ဘူးတကယ်တရားအားထုတ်တာမှန်တယ်လောဘစွမ်းအားညော့သွားတာအဲ့ဒါဝိပဿနာပဲဟုတ်ပြီနော်လောဘကိုမဖြစ်အောင်ထိန်းချုပ်နေမဟုတ်ဘူးလောဘစွမ်းအားညော့ကိုညော့ရတယ်ဝိပဿနာရဲ့တော့ဒေါသစွမ်းအားလည်းညော့သွားပြီအဲ့ဒါကိုစနစ်တကျအားထုတ်တာပုဂ္ဂိုလ်ဟုတ်ပြီလားဒီဘဝအဖြစ်တော့လောဘမဖြစ်အောင်ထိန်းနေတာပေါ့ဒေါသမဖြစ်အောင်ထိန်းနေတာအဲ့ဒါကိုသီလနဲ့ပဲထိန်းတာလေဝစီကံရသီလဆောင်ထိန်းတော့ဒေါသကြမ်းကြမ်းတဲ့စကားမပြောလိုက်ဘူးပေါ့သို့သောထိန်းထားလို့ခဏပဲရတာမိမှန်ရှိတဲ့အင်အားရဲ့ဒုတွေရဒီလောက်ရှိတယ်ဆိုရင်ရော့မသွားဘူးဘုရားပေါ့ပြီးတော့ထိန်းထားတာပဲရှိတယ်ထွက်မလာအောင်ထိန်းကြတာထွက်မလာအောင်ထိန်းကြတာ
ဝိပဿနာရဲ့လောကအဲ့ဒီဒုတိယနဲ့ရော့ကိုရော့အဲ့ဒါဝိပဿနာပေါ့အဲ့ဒါဝိပဿနာအဲ့လိုအထုတ်ပါဒီလိုဆိုရင်ကိလေသာရော့အောင်လောဘမဖြစ်နဲ့ဒေါသမဖြစ်နဲ့လို့ပြောရုံနဲ့မရဘူးဆိုတဲ့ဖြစ်သွားတယ်အဲ့လိုဆိုရင်ကိလေသာရော့ဘာလို့မှလဲဘုရားရှင်ပြောတယ်ငါမဟုတ်ဘူးဆိုတဲ့ပြဿနာဟာကိလေသာရော့ဖို့ပဲ basic တဲ့ဖြစ်တယ်အဲ့ဒါကိုသိတယ်မပေါ့ငါမဟုတ်ဘူးဆိုရင်ဘာပေါ်လာဘူးရုပ်နာဆိုတဲ့သဘာဝကိုအဟုတ်နားလည်လာတော့အခါမှာအဲ့ဒီလောဘတွေဒေါသတွေဥဆောင်နေတာငါတို့ဘယ်သူမှသဘောမပေါက်ဘူးသဘောပေါက်ပြီနော်လောဘတွေထွက်နေအောင်ဒေါသတွေထွက်နေအောင်ဘယ်သူကဥဆောင်နေတယ်နော်ငါကဥဆောင်ထားတာသဘောပေါက်ပြီနော်အဲ့ဒီငါမရှိဘူးအဟုတ်ယုံနာနာနဲ့ပြီးယုံနာဖြစ်ဖြစ်ကိုနှလုံးသွင်းတတ်တဲ့အချိန်ကစပြီးတော့အဲ့ဒီလောဘဒေါသခေါ်တဲ့ကြံတဲ့ကိလေသာတွေရော့ကိုရော့တော့အဲ့လိုသွားပါလေဒါကြောင့်မလို့ကျွန်တော်တို့သင်တန်းမှာသိချသင်ပြီးတာပါတဲ့နော်ဒီရွေးတဲ့ဒါကြောင့်မလို့နိုင်20သိကိုသင်ရမယ်တဲ့ဟုတ်ပြီလားဒါမှနားလည်သွားမယ်အဲ့ဒါမှတရားအထုတ်ရင်ရော့ပါဟုတ်ပြီလားနှမဆိုရင်တရားအထုတ်တဲ့အခါမရော့ဘူးခင်ဗျကုသိုလ်ရအောင်မရနိုင်ပါပဲဟုတ်ပြီလားမရဘူးတော့မဟုတ်ကုသိုလ်တော့ရတာဟောတဲ့တရားအထုတ်တဲ့အခါမှာစကားမှမပြောရပဲအကုသိုလ်ဘယ်လိုဖြစ်ပါ့ဘောပါဘူးလားသို့တော့ယုံနာမကွဲလို့ကိုစဉ်းစားဒီစဉ်းစားဆိုရင်ကိလေသာတွေနဲ့ပဲနေမှာပဲတဲ့เนาะအဲ့ဒီယုံနာကွဲအောင်ဒီနေ့အတွင်းယုံကျွန်တော်တို့ပြောမယ်တဲ့ဒါကြောင့်အရေးကြီးတယ်လို့ကျွန်တော်တို့တင်ပြတယ်ကဲအတွင်းယုံတွေကဒီဘက်ပုံမှန်ကြည့်အောင်အတွင်းယုံတွေအခုရင်မကြီးကိုဖွင့်ပြနေတယ်လေဓမ္မမိတ်ဆွေတို့ရင်ကောင်းကြီးကိုဖွင့်လိုက်ရင်အဲ့ဒီတိုင်းတွေ့မယ်အတွင်းယုံဆိုတာအခုဒီဘက်အယုံမှာပြထားတဲ့ဟာနဲ့မရအောင်နော်ကျွန်တော်တို့ဒီရင်မကြီးကိုဖွင့်ဖို့ဆိုရင်ပထမဆုံးအရေးကိုခွာရတယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာအရေးကုံအောက်မှာမှဒီမှာအသားတွေအစီတွေဆိုတာအစီပင်ရှိတယ်အသားတွေရှိတယ်အသားအောက်မှာမှဒီကအစိတ်ကလေးတွေအယိုးလေးတွေရှိတယ်နံရိုးတွေပါဖယ်လိုက်တော့မှဒီလိုမြင်ရတာပါနော်တကယ်တကယ်တော့အခုဒီမှာမြင်တဲ့ရုပ်ထုရဲ့အနေအထားကိုဆေးပညာရှင်တွေကပြောပြတာကတော့ဒီရုပ်ထုအရွယ်စားဟာတဲ့လူသားတွေရဲ့ normal အရွယ်စားကိုထုလုပ်ထားတာဖြစ်ပါလေ။ဘာလို့ဆိုသူတို့ဆေးပညာကျောင်းသားများလေ့လာလို့ရအောင်ပေါ့နော်။အဲ့ဒီအရွယ်လားအလှလုပ်ထားတာမဟုတ်ဘူးတဲ့။ဒီအတွင်းမှာရှိတဲ့ပစ္စည်းတွေရဲ့အရွယ်အစားတွေဟာလည်းပဲအခုယောဂီတို့ရဲ့ရင်ကောင်းထဲမှာရှိတဲ့အရွယ်စားနဲ့အတူတူပဲဟုတ်ပြီလား။အဲ့ဒါလိုကွာလုံးသမို့လို့အခုဒီပစ္စည်းတွေကိုလေ့လာတော့မယ်ဆိုတော့ဝိပဿနာလုပ်မဲ့ယောဂီတို့ရဲ့တလုံးသွင်းကဒီဟာအယုတ်ကြီးတွေကိုသိနေတယ်သူစိတ်ကမထင်တယ်။ကိုယ်ရင်ကောင်းထဲမှာရှိတဲ့ပစ္စည်းတွေကိုလေ့လာနေတာသူများကိုလေ့လာတာလားကိုယ်ခန္ဓာကိုလေ့လာတာလားအဲ့ဒီနှလုံးသွင်းထားဖို့တော့လိုပါတယ်နော်တခြားမှလေ့လာနေတာမဟုတ်ဘူးဓမ္မမိတ်ဆွေတို့ရင်ကောင်းတွေကိုတက်ရိုက်လေ့လာလို့မရဘူးလေခွဲလေ့လာရင်ခင်ဗျားသိသွားမှာပေါ့ဟုတ်ဘူးလားဒီပစ္စည်းတွေကိုခွဲလေ့လာတယ်သိသွားမှာပေါ့အဲ့တော့ခင်ဗျားတို့တည်းကိုလေ့လာလို့မရဘူးဒီလိုရုပ်ထုတွေနဲ့ပဲလေ့လာရတာပေါ့ဒါရုပ်ထုနဲ့လေ့လာတယ်ဆိုတာလည်းပဲဒါခင်ဗျားတို့ယောဂီတွေတော်တော်များများဆရာကျမတို့အလောင်းကြီးလေ့လာလို့မရဘူးတော့မမေးသင့်ဘူးလားမကြည့်ရဲဘူးတကယ်ကြတော့ကြည့်ရဲတယ်ချက်လားမကြည့်ရဲဘူးသဘောပေါက်ပြီနော်အေးအဲ့ဒါကြောင့်မလို့သူတို့လည်းပဲဒီပညာတွေနဲ့သင်မှလွယ်တာအလောင်းဆိုတာလည်းရဖို့သိကြတာပေါ့လေနော်ဒါပေါ့အဲ့တော့ဒီဟာဒီအားလုံးကသိကြဖို့ကတစ်ချက်သူကတတ်တာငါကတတ်တာမဟုတ်ဘူးအခုပြောမဲ့အပိုင်းကြီးကိုယ်ရင်ကောင်းထဲမှာရှိတဲ့ပစ္စည်းတွေကိုပြောနေတိုင်းနှလုံးသွင်းတိုင်းဆိုတော့ဒီလိုလားဒီလိုသဘောနဲ့အလုံးလုံးတာလားလို့နှလုံးသွင်းမှအဲ့ဒါကိုခင်ဗျားတို့စာထဲမှာပြောတယ်လေခန္ဓာဉာဏ်ရောက်ဆိုတာလေဘာမှဉာဏ်ရောက်မှာတော့ခန္ဓာဉာဏ်ရောက်ဆိုတာစကားလုံးမဟုတ်ဘူးလေနောက်ပြီးတော့အခုပြောပြီအဲအခုဖွင့်လိုက်ပြီတဲ့ဖွင့်လိုက်ပြီးတော့အခုဒုက္ခလေးကိုအခုတန်းလိုက်တဲ့အခါ pointer ရဲ့အထက်ကိုတစ်ပိုင်း pointer ရဲ့အောက်ကိုတစ်ပိုင်းနှစ်ပိုင်းခေါ်ရမယ်အခေါ်မတူ pointer ရဲ့အထက်ကိုရင်ကောင်းပိုင်းလို့ခေါ်ထားတယ်pointer ရဲ့အောက်ကို1 byte ပိုင်းလို့ခေါ်ပါတယ်အဲ့ဒါလို့ခေါ်ရအောင်ရင်ကောင်းပိုင်းကိုချားထားတဲ့အသားပြားကြီးပိုက်ထဲမှာရှိတယ်အဲ့ဒါဒီပရိပလာလေးကရင်ဝင်းချအသားပြားလို့ခေါ်တယ်ရင်ဝင်းချအသားပြားရဲ့အထက်မှာအဆုပ်လက်ဝဲအဆုပ်လက်ရအဆုပ်ရဲ့နှလုံးအဲ့ဒါပဲရှိတယ်ရင်ကောင်းထဲမှာရင်ဝင်းချအသားပြားရဲ့အောက်မှာရှိတဲ့ပစ္စည်းတွေကတော့အသေးအခုမြင်နေရပြီအစာအိမ်ကိုတချမ်းဖုံးထားတယ်ဒါအစာတယ်ဒါကဥမာကြီးကျွန်တော်တို့ပြောနေတာဥသိမ်လေးဟုတ်ပြီလားဒီမှာလေးတွေဖောက်ထားတာတခြားမဟုတ်ဘူးဒီကဥ
ဦးသိန်းရဲ့အထင်းမှာနိုင်ငံလေးတွေကတွန့်ခေါက်နေတယ်လို့မြင်သိကြလို့သူကဖောက်ပြကြတာဒါလေးပဲနော်အဲ့တော့ခုနောက်မှကြောက်ကတည်းရှိအောင်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ဥစ္စာတဲ့မှာရင်ကောင်းပိုင်းကိုသင်တော့မယ်လေဝဲအစုပ်လေးရအစုပ်အခုမြင်နေတာအပြာရောင်သွေးကြောအနီရောင်သွေးကြောအကျမ်းပေါ့အပြာရောင်ကသွေးထန်ကြောအနီရောင်ကသွေးထွက်ကြောအကြီးပဲခင်ဗျားတို့ရင်ကောင်းတော့အဟုတ်အဲ့လိုပဲအကြီးပဲရှိတယ်ဒီအစုပ်ကြီးတစ်ခုကအာနာပါနလုပ်နေတာထွက်နေဝင်နေလို့လုပ်တာဒီအစုပ်ကလုပ်တာငါလုပ်တာမဟုတ်နှာခေါင်းထဲကလေဒီဝင်လာမယ်လေးပြုံးဟောဒီအပြာပြုံရောင်လေးကလေးပြုံးလေးအဲ့ဒီလေးပြုံးလေးကနေဝင်လာမယ်လက်ဝဲအစုပ်ထဲကိုခွဲသွားမယ်လက်ရအစုပ်ထဲကိုခွဲသွားမယ်လက်ဝဲလက်ရအစုပ်ထဲမှာလေးအိတ်ကလေးကြီးတန်းပေါင်း300ကျော်ရှိတယ်အဲ့ဒီထဲကိုလေးရောက်တယ်အဲ့ဒီကအစုပ်ကြီးဟောင်းလာမယ်ပြီးရင်အစုပ်ကြီးကပြန်ဖိချလိုက်တဲ့အခါအစုပ်ထဲမှာရှိတဲ့လေးထွက်သွားမယ်လေးပြုံးကနေလေးချောင်းကနေနှာခေါင်းပြန်ထွက်မယ်အဲ့ဒါလို့အစုပ်ကြီးပေါင်းလိုက်ပိန်လိုက်လုပ်တဲ့လေကဝင်နိုင်ထွက်နိုင်လုပ်နေတာတဲ့เนาะကဲအဲ့ဒီဟာကိုလေ့လာမယ်တဲ့เนาะကဲကျွန်တော်တို့အခုလေးပြုံးပေါ့ဒါလေးပြုံးလေးကိုဆိုလိုက်မယ်လေးပြုံးလေးလေးပြုံးကနေပြီးတော့လက်ဝဲလက်ရခွဲသွားမယ်ဟောလေးပြုံးလေးအဲ့တော့ဒီဘက်မှာလည်းအစုပ်ကြီးတစ်ခုရှိတယ်ဒီလိုပေါ့ဟုတ်ပြီလားဒီဘက်မှာလည်းအစုပ်ကြီးတစ်ခုရှိတယ်ဒါလေးအဲ့တော့လေးပြုံလေးကဒီလိုခွဲပြီးတော့ဆင်းသွားမယ်ဓမ္မမိတ်ဆွေတို့ရေကောင်းတယ်မှာဒါပြုံသေးသေးလေးတွေထပ်ခွဲသွားတာပေါ့နော်ဒီမှာတော့အဲ့ပြုံသေးသေးလေးတွေထပ်ခွဲမယ်အဲ့ဒီလေးပြုံလေးထိတ်မှာလေးအိတ်ကြီးရှိတယ်အဲ့ဒီလေးအိတ်သေးကအစုပ်ကြီးနဲ့အပြည့်ပဲရှိတာလေးအိတ်ကြီးအဲ့ဒီလေးအိတ်သေးကိုရအောင်လေးတွေဝင်သွားတာလေးအိတ်ပေါင်းကသန်းပေါင်း300တန်းနဲ့ကြည့်နေတော့နော်တန်းပေါင်း300ကျော်ရှိတယ်လို့သူတို့ပညာရှင်တွေမှတ်တမ်းပြုထားတယ်ဝင်နေလေးဝင်လာမယ်လေပြွန်တိုင်းလာမယ်လက်ဝဲလက်ရကိုဝင်သွားမယ်ပြီးတော့အစုပ်ထဲကိုရောက်သွားမယ်ပြီးရင်အစုပ်ကနေပြန်ဖိလိုက်တယ်လေအိတ်တစ်ခုနေကနေလေပြွန်နေတိုင်းပြန်ထွက်သွားဟုတ်ပြီလားနောက်ပြွန်မကြီးနဲ့ပေါင်းမယ်ပေါင်းပြီးတော့ဒီဘက်ကိုပြန်ထွက်တယ်ထွက်လေကျွန်တော်တို့ကဝင်လေထွက်လေမရှိရရှိလားဒါရိုးရိုးပြောတာဝင်လေထဲမှာအောက်ဆီဂျင်ပါလာတယ်အရေးကြီးတဲ့အချက်ဝင်လေထဲမှာဘာပါလာလို့အောက်ဆီဂျင်ပါလာတယ်အဲ့တော့အဆုတ်ထဲကိုရောက်မယ်ပြီးရင်ပြန်ထွက်မယ်ထွက်လေနဲ့ဝင်တိုင်းထွက်လိုက်တယ်အလုံးလုံးနေတယ်အဲ့ဒါလိုလုပ်နေတာဟာအကြောင်းရှိတယ်တဲ့သူကအဆုတ်ထဲကိုရောက်လာတဲ့လေလေးဟာအဆုတ်ထဲမှာနေဖို့မဟုတ်ဘူးအခုကျွန်တော်တို့ဘာမှနေခြေပြားကြီးရှိတဲ့လူခန္ဓာကိုယ်မှာကလစီပါဆဲလို့ခေါ်တဲ့ကလစီပေါ့နော်အခုစပြောနေကလစီဆဲကလေးတသိန်းကျော်ရှိတယ်လူသားတအိုးမှရှိတဲ့ကလစီအရေးအတွက်ဒီကလေးတသိန်းကျော်ရှိတယ်ဟောအဲ့ဒီကလေးတသိန်းကျော်သောကလစီတွေထံသို့အဆုတ်ထဲကိုရှူသွင်းလိုက်တဲ့အောက်ဆီဂျင်ကိုဒီမှာမထားရတဲ့ခန္ဓာကိုယ်ကလစီတစ်လုံးချင်းချီကိုပို့ပေးဖို့အဆုတ်ကယူလဲရလေပြီးပြန်ကြည့်အထင်းကိုယူတာသူ့ရဲ့ရွေချက်ကအဲ့ဒီလိုမှကလစီတွေကိုလေမရောက်ဘူးဆိုခဲ့ရင်ဂရေတသိန်းကျော်တဲ့ကလစီတွေကတစ်ခုမှမရှင်းဟုတ်ပြီလားအဲ့ဒါကြောင့်လေကိုရှူသွင်းတယ်ဆိုတာဘာလို့ရှင်းရတော့ကလစီဂရေတသိန်းကျော်ရှင်းရေးအဲ့တော့ဂရေတသိန်းကျော်ကလစီတွေကအခုကလစီတွေတစ်လုံးကိုစလေ့လာတယ်ဟောဒီလိုလေဟုတ်ပြီလားကလစီကနျူကလ িয়াস ရှိတယ်ဒီမှာအဲ့တော့ဒီဘက်မှာရှိတဲ့ကြက်မှုအသစ်တွေကိုလည်းခေါ်တယ်ဒါကအနှစ်ကလေးဒါကအသာလေးကလစီတစ်လုံးမှာကလစီတစ်လုံးမှာဓာတ်မီးဖို့ရှိတယ်မိုက်တိုကွန်ဒရီယာခေါ်တဲ့ဓာတ်မီးဖို့လေးရှိတယ်ကမ္မဇတီဇွန်နဲ့တိဆောက်ထားတာအပူစွမ်းအားထုတ်တယ်အဲ့ဒီမှာဓာတ်မီးဖို့ရှိတယ်အဲ့ဒီဓာတ်မီးဖို့တွေကိုကရှူသွင်းလိုက်တဲ့အောက်ဆီဂျင်လေးထည့်ပေးလိုက်ရတယ်အောက်ဆီဂျင်တစ်ခုတည်းနဲ့မကောက်နဲ့တော့ဗာထည့်တော့မိမိတို့နေ့စဉ်စားနေတဲ့အစာလေးထည့်ပေးရတယ်ဒီမှာတွဲပြီးတော့နေတာအဲ့လိုထည့်လိုက်တဲ့အခါကျတော့သွေးကြောကနေတည်သွားလာတော့ထည့်ပေးလိုက်တဲ့အခါကျတော့ဒီထဲမှာလောင်ကျွမ်းမှုဖြစ်တယ်လောင်ကျွမ်းမှုဖြစ်ပြီးတော့မှကိုယ်မွေ့ထွက်လာနံပါတ်1
နောက်နံပါတ်2တရားစစ်စွမ်းအားထွက်တယ်နံပါတ်3ဓာတုစွမ်းအားထွက်တယ်နံပါတ်4ကာယစွမ်းအားထွက်တယ်အဲ့လိုစွမ်းအား၄မျိုးထွက်သွားတယ်တော့သူတို့ကတော့အသေးစိတ်တင်တော့၄မျိုးတစ်လုံးပေါ့ဒီတော့ကျွန်တော်တို့မှချင်းကိုငွေ့နဲ့တရားစစ်စွမ်းအားဟာကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးကြီးတယ်ကျွန်တော်တို့သင်တဲ့အထဲမှာအဲ့ဒါကိုအရေးကြီးသင်ပါပေါ့ဒီကလစီကကိုငွေ့မထုတ်ချင်အဲ့ဒီကလစီသေသွားမယ်တဲ့ဘုရားပြောအဲ့တော့ဒီကလစီကိုငွေ့ထုတ်ဖို့ဒီဘာလို့လဲအောက်ဆီဂျင်အစာအဲ့ဒါကြောင့်လေရှူနေရတယ်ထမင်းခရဲစားနေရတယ်အဲ့တော့အောက်ဆီဂျင်နဲ့အစာလေးတစ်ချက်ဝင်ကိုငွေ့လေးတစ်ချက်ထွက်တယ်နောက်ထပ်မထည့်ရင်မထွက်ဘူးအဲ့ဒါနောက်ထပ်ထပ်ပြီးတော့ထည့်ရတယ်အောက်ဆီဂျင်ထည့်စာထည့်နောက်တစ်ခါကိုငွေ့ထွက်အဲ့ဒီလိုနဲ့ကလစီအလုံးလေးဟာစက္ခအောက်ဆီဂျင်ယူရတယ်အစာယူရတယ်စက္ခဘာထုတ်နေလို့ကိုငွေ့ထုတ်ပေးနေရတယ်တလုံးချင်းကထုတ်နေတော့ဂရေတသိန်းကျော်တော့ကိုငွေ့ထုတ်လို့ဆိုတော့ခန္ဓာကိုယ်မှာလက်နဲ့ဆန်းကြည့်ရင်အပူချိန်ကိုမသိကသိလားသိသွားပြီနော်တကူလုံးကထုတ်တာလားတလုံးချင်းကထုတ်ပေးနေရလားတလုံးချင်းကအောက်ဆီဂျင်ထုတ်ပေးနေလို့ကလစီဂရေတသိန်းကျော်တော့ရှင်နေအဲ့ဒီရှင်ရဲ့အတွက်အောက်ဆီဂျင်လိုပါတယ်တဲ့နော်အဲ့ဒါကြောင့်ရှူသွင်းနေရတာပါဟုတ်ပြီလားအဲ့လိုဆိုမှကလစီရှင်တယ်အကယ်၍မသူ့ဆိုရင်ဒီကလစီတည်သွားမယ်နော်အောက်ဆီဂျင်မရဘူးဆိုရင်ကလစီရှင်မှာတည်မှာလားတည်သွားမယ်ကလစီတည်တယ်လို့မသိဘူးတဲ့ဆိုတော့ခင်ဗျားတို့ပါဇက်နဲ့နှာခေါင်းပိတ်လိုက်ရင်လူမသိဘူးလားတည်လားအရက်ကတော့လူတည်တယ်လို့ပြောတာတဲ့လူတည်တာလားကလစီတွေတည်တာကလစီတွေတည်တာတဲ့တော့ဟုတ်ပြီလားအေးဒါကကောင်းကျိုးပြုတဲ့ကလစီကိုငွေ့ထွက်မယ်တရားစစ်စွမ်းအားထွက်မယ်တဲ့အေးအဲ့ဒီလိုထွက်နေတဲ့အထဲမှာပဲတဲ့သူကနေပြီးတော့ခုနကပြောတဲ့အောက်ဆီဂျင်ကအစာနဲ့လောင်လိုက်တဲ့ခါကျတော့ဘေးထွက်ပစ္စည်းကာဗွန်ဒိုင်အောက်ဆိုက်ထွက်လာတယ်။အော်ထွက်လာတာကာဗွန်ဒိုင်အောက်ဆိုက်ကို CO2 လို့ခေါ်တယ်ဘယ်လိုခေါ်တာလဲ။ကျောင်းကသင်တဲ့ဓာတုဗေဒခေါ်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ထွက်သွားတယ်။ဟုတ်ပြီလားခုနကပြောတဲ့ကိုငွေ့ကတော့ခန္ဓာကိုယ်ကိုအကျိုးပြုမယ်တရားစစ်ကလည်းခန္ဓာကိုယ်ကိုအကျိုးပြုပါလေဟုတ်ပြီလားဓာတုစွမ်းကာယစွမ်းကလည်းခန္ဓာကိုယ်ကိုအကျိုးပြုပါလေတဲ့သို့တော့ကာဗွန်ဒိုင်အောက်ဆိုက်ကခန္ဓာကိုယ်ကိုအကျိုးမပြုဘူးတဲ့အစိတ်အတော့ဖြစ်စေတယ်တဲ့အဲ့ဒါကြောင့်ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကိုတော့ခန္ဓာကိုယ်ကမလိုချင်ဘူးမလိုချင်ခန္ဓာကိုယ်မှာထားရမှာလားအပြင်ကိုထုတ်ရမှာလားအပြင်ကိုထုတ်ရမယ်ကြည်စမ်းအဲ့ဒီတာဝန်တွေလို့တော့ရှူသွင်းတော့အောက်ဆီဂျင်တွေရှူသွင်းလိုက်တယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုထွက်နေနဲ့ပြန်ပြီးတော့ထုတ်လိုက်ကြတယ်တဲ့အဲ့ဒါကြောင့်ထွက်တဲ့အခါမှာတော့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ထွက်သွားတယ်ဟောစောစောတုန်းကတော့ခင်ဗျားတို့သိတာတော့လေပဲဝင်တယ်လေပဲထွက်တယ်လို့နားလည်နေတယ်ဟုတ်ပြီလားသို့တော့လေထဲမှာဘာတွေပါတော့ဝင်တုံးကအောက်ဆီဂျင်ပါလာတယ်ပြန်ထုတ်တော့ဘာထုတ်လိုက်လို့ဝင်တုံးကဝင်ရတဲ့အောက်ဆီဂျင်ကနောက်ကျွမ်းလို့ပျက်စီးသွားတဲ့ကြောင့်အနိစ္စဓာတ်ခံရရတယ်အောက်ဆီဂျင်နဲ့ပျက်စီးသွားတယ်အစာလည်းပျက်စီးသွားတယ်မလောင်နဲ့လောင်သွားတယ်လောင်တဲ့ပြီးတော့ဘေးထွက်ပစ္စည်းဘာထွက်သွားတော့ကာဗွန်ဒိုင်အောက်ဆိုက်ထွက်တယ်အဲ့ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကိုခန္ဓာကိုယ်ထဲမှာထားလို့မရတော့ထွက်နေနဲ့ပြန်ပြီးတော့မထုတ်ဘူးလားထုတ်လားထုတ်လိုက်တယ်ဒီလိုဆိုရင်ပြန်ကြည့်ရအောင်အခုအဆုတ်ကြီးအလုံးလုံးနေတဲ့အချိန်မှာရှင်ရဲ့အတွက်လိုတဲ့အောက်ဆီဂျင်ကိုလည်းသူရှူသွင်းတယ်ဟုတ်ပြီလားရှင်ရဲ့ကိုဒုက္ခပြီးမဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကိုလည်းပြန်ပြီးတော့ထုတ်လိုက်ငါလုတ်တာလားရုပ်ပြီးလုပ်တာအဖြေပေးနေတာဘုရားပြောနေလူလိုလေးပဲအဖြေပေးလိုက်တာဒီသားဒါတွေမသိရင်ငါလုပ်တယ်ရှင်တယ်လို့မထင်တတ်တယ်ရှင်ရဲ့တဲ့လုတ်တာငါလားအောက်ဆီဂျင်လားရှင်ရဲ့ကိုဒုက္ခပေးတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကျတော့ဆက်ထားသေးတာပြန်ထုတ်လိုက်အဲ့ဒီအလုပ်တွေကိုငါတာဝန်လိုက်ရုပ်တည်းတာဝန်လားအဲ့လိုသူပြောနေတာဟုတ်ပြီလားအဲ့ဒီလိုထုတ်နေတဲ့သဘာဝကြီးဟာရှိနေလို့ပိန်လိုက်ဖောင်းလိုက်ဆိုတဲ့စနစ်ကြီးဟာရလို့မရဘူးတဲ့ရချင်းသေသွားမှာရကြည့်ပါလားရရင်ရှင်မလားသေမှာလားသေမှာအဲ့ဒါကြောင့်ရလို့မရဘူးပြန်ဖို့1မိနစ်မှာတိုင်းကြလိုက်တော့အကျဉ်း20ဝင်လိုက်ထွက်လိုက်လုပ်တယ်ဟောပညာရှင်တွေတိုင်းတိုက်တဲ့အခါ
16ကြိမ်နဲ့အကြိမ်30ကြားမှာရှိတယ်အကြိမ်30ရှိတယ်ဟိုမှာခင်ဗျားတို့တရားအားထုတ်တယ်နေလေးရှုသွင်းလိုက်တယ်ပြန်ပြီးမထုတ်ဘူးလားအဲ့ဒါတစ်ကြိမ်နောက်တစ်ခါရှုသွင်းတယ်ပြန်ထုတ်တယ်ဒီအဲ့ဒါလိုလုပ်တဲ့အကြိမ်30ဆိုရင်လက်မှကြည့်တနာ1မိနစ်ရှိဟုတ်ပြီလားဒီလိုဆိုဝင်နေထွက်လေက1မိနစ်မှာအကြိမ်ဘယ်လောက်လို့အကြိမ်20လုပ်တယ်24နာရီဆိုတော့တရက်မဟုတ်လားဟုတ်လား24နာရီလေ24နာရီမှာအချိန်ပေါင်းနဲ့28,800လုပ်တယ်ဟောအစုပ်ကလေးအခုမြင်နေရတဲ့အစုပ်ကလေးပိန်လိုက်ဖောင်းလိုက်ကတနေ့ကိုလုပ်ငန်းဘယ်လောက်လုပ်တော့28,800ငါလုပ်တဲ့လုပ်ငန်းလားအစုပ်လုပ်တဲ့လုပ်ငန်းလားအေးသူအဲ့ဒီလိုလုပ်နေလို့မနေ့ကကျွန်တော်တို့ဒီမှာ3နာရီတရားဝတ်စတယ်ဆိုဒီနေ့3နာရီပြန်စတဲ့အချိန်မှာဘယ်နှစ်နာရီကြာသွားပြီလဲ24နာရီလေခင်ဗျားတို့မနေ့ကနဲ့ဒီနေ့ခင်ဗျားတို့ရင်ကောင်းထဲမှာရှိတဲ့အစုပ်ကလေးကမနေ့က3နာရီနဲ့ဒီနေ့3နာရီအတွင်းမှာအချိန်ဘယ်လောက်လုပ်သွားပြီလဲတော့ဖြစ်တော့အဲ့ဒါစိတ်ကူးရင်ကမဟုတ်တကယ်လုပ်တာဟုတ်ပြီလားဒါတွေကိုမသိရင်တော့အတ္တကြီးကပုဂ္ဂိုလ်ကိုပဲအထင်ကြီးနေတာငါလုပ်တဲ့ထင်တာဟုတ်ပြီလားခင်ဗျားတို့ညကအဲ့တော့အစုပ်ကလေးကရက်တာလားအလုပ်လုပ်နေတာရတော့မရဘူးသဘောပေါက်ပြီနော်အဲ့ဒါကြောင့်မလို့အစုပ်ကလေးအလုံးလုံးနေတာကိုလုပ်ငန်းရတာနဲ့ဗမာလူတွေပါတော့လုပ်ငန်းကရိုးရိုးလုပ်ငန်းလားရှင်ရေးလုပ်တဲ့လုပ်ငန်းလားအဲ့ဒါကြောင့်မလို့သူ့ကိုမြန်မာလူဘာသာပြန်တော့ရှင်ရေးလုပ်ငန်းအဲ့ဒီရှင်ရေးလုပ်ငန်းကိုငါဆိုတော့ငါကလုပ်တာလားအစုပ်ကလုပ်တာလားအဲ့ဒီလိုပိုင်ပိုင်ခြားခြားသိရဘယ်လောက်တော့လုပ်တနေ့မှာအချိန်ဘယ်လောက်ထိလုပ်ပြီးနေအဲ့ဒါတရက်ရှင်ပါတသက်ရှင်မှာလည်းတရက်ပဲရှင်ပါတရက်ရှင်မှာနောက်ရက်ရှင်ကိုအချိန်ဘယ်လောက်ထပ်လဲနောက်ရက်ကောအဲ့ဒီလိုမြင်ရမယ်သူလုပ်နေတာအဲ့ဒီလိုလုပ်နေတာကိုပါဠိလိုသင်္ခါရလို့ခေါ်တယ်လုပ်ငန်းလုပ်တော့ပါဠိလိုဘယ်လိုခေါ်တော့သင်္ခါရရုပ်လုပ်တဲ့လုပ်ငန်းကိုသင်္ခါရလို့ခေါ်တယ်ဟုတ်ပြီလားကာယကံဝစီကံမနောကလုပ်တာကိုကမ္မလို့ခေါ်တယ်သင်္ခါရနဲ့ကမ္မနဲ့တခြားစီတယ်သဘောပေါက်ပြီနော်ဒါရုပ်တဘာဝကြီးသူ့တာဝန်သူထမ်းဆောင်တဲ့လုပ်ငန်းကိုသင်္ခါရလို့ပါဠိလိုခေါ်လိုက်တယ်အဲ့ဒါကိုမြန်မာလိုပြန်ရင်ရိုးရိုးသင်္ခါရလားရှင်ရေးလုပ်ရလားငါရှင်ရေးလုပ်တာလားကတိတသိန်းကျော်သောကလစီရှင်ရေးလုပ်တာသူကဒီအယိုးဟာလည်းကလစီနဲ့ဖွက်ထားတာတဲ့ပညာရှင်တွေကအဆုတ်ကလည်းကလစီနဲ့ဖွက်ထားတာအစာအီးအသေးအရေးပြအဲ့ဒီခန္ဓာကိုအားလုံးကလစီနဲ့ဖွက်ထားတာအဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်ခေတသိန်းကျော်ရှိတယ်အဲ့ဒီကလစီတွေရှင်ဖို့ဒီအဆုတ်ကလေးကသင်္ခါရဆိုတဲ့လုပ်ငန်းနဲ့ထောက်ပံ့နေရတာအဲ့ဒါကြောင့်မို့ရက်လို့မရနားလို့မရဘူးဆိုတာမှန်သားမှားတာရက်မရရက်လို့ရှိရင်သူသိကသိမှာနာခဏလေးပဲကဲမရက်ပါဘူးတဲ့ကျွန်တော်ဟုတ်ပြီလားဆုပ်ကလေးကိုခဏလောက်9မိနစ်လောက်အနားပေးလို့ရမရဘူးသိသွားမယ်အဲ့ဒါကြောင့်သူ့လုပ်ငန်းကရက်လို့မရနားလို့မရဆိုမမှန်ဘူးလားမှန်ပြီပဲကဲစဉ်းစားကြည့်ပါကဲအဆုပ်ကလေးလုပ်ငန်းလုပ်တာတော့မြင်ပြီတဲ့အဆုပ်ကလေးကိုခဏထားလိုက်တဲ့ခင်ဗျားတို့တော့အလုပ်မလုပ်ရဘူးထမင်းစားဖို့ရုံသွားရမယ်ဈေးရောက်ရမယ်သူ့တာဝန်နဲ့သူမရှိလားရှိတာရုံမှအလုပ်လုပ်တဲ့7နာရီ over time ဆင်းမဲ့ဆိုရင်4 5 6နာရီပေါ့ရင်ကိုမပင်ပန်းဘူးလားပင်ပန်းနေအလုပ်ပို့လုပ်ရလေပင်ပန်းနေလေရှင်းရဲလေအဲ့ဒါခင်ဗျားတို့ပြောနေတာအဲ့လိုပဲတဲ့ဒီအဆုပ်ကလေးကြတော့ခင်ဗျားတို့ over time ဆင်းတော့ပင်ပန်းနေတာပြောတယ်ညကြတော့အိတ်ဘူးလားအိတ်တယ်ခင်ဗျားတို့ကအိတ်တယ်အဆုပ်ကအိတ်ဒီလိုဆိုရင်အဆုပ်ကသင်္ခါရလုပ်ငန်းကယာယီလား non stop non stop ဒီလိုမရမနာအလုံးလုံးနေရလို့တဲ့ပင်ပန်းနေငါပင်ပန်းတာလားအဆုပ်ဆိုတဲ့ရုပ်ကြီးပင်ပန်းနေတာလားဘုရားကသူရှင်းပြနေတာသူရှင်းပြရုပ်ကြောင်းကိုရှင်းပြတဲ့အခါမှာအဲ့ဒီလုပ်ငန်းကြီးပါတယ်အဲ့တော့ပင်ပန်းတဲ့အခါမှာချမ်းသာတယ်လို့ခေါ်တာဆင်းရဲတယ်လို့ခေါ်တာဆင်းရဲတာကိုပါဠိလိုဒုက္ခလားဒုက္ခလားဒီလိုဆိုရင်အဆုပ်ကလေးအလုံးလုံးနေတာဒုက္ခလားဒုက္ခလားအဲ့ဒါကြောင့်သင်္ခါရနဲ့ဒုက္ခနဲ့ပြောလိုက်ရင်ဘာဒုက္ခဖြစ်တော့အဲ့အဆုပ်မှရှိတဲ့ဒုက္ခကိုသင်္ခါရဒုက္ခလို့ခေါ်တယ်အဲ့ဒါကိုမြန်မာလိုပြန်ရင်ရှင်ရေးဒုက္ခရှင်ရေးကိုမရမနာလုပ်နေရတာဒုက္ခလားဒုက္ခလား
အေးလေမရမနာလောက်ရမှာတော့ဆင်းရဲပြီပေါ့ခင်ဗျားတို့ကို24နာရီတော့မအိပ်ဖဲနဲ့အလုပ်တော့ပါဆိုရင်တရက်ပဲအလုပ်လုပ်နိုင်မယ်နောက်ရက်လုပ်နိုင်မှာမရတော့ဘူးတဲ့ဟုတ်ပြီလားပင်ပန်းနေတာမခံနိုင်တော့ဘူးတဲ့အေးခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာရှင်ရဲလုပ်နေတဲ့ဒီစုပ်ကလေးဟာခင်ဗျားတို့ကနေနေကြလဲအိတ်ချင်အိတ်ကြပဲပြင်းနေအိတ်ချင်အိတ်ကြလား तू ကအိတ်လို့ရလားမရဘူးအဲ့ဒါကြောင့်မို့သူ့ရဲ့လုပ်ငန်းကို non stop function မရမနာအလုံးလုံးနေရလို့ပင်ပန်းနဲ့ဆင်းရဲတယ်ဆိုတာငါကိုပြောတာလားရုပ်ကိုပြောနေတာလားဒီရုပ်ကရိုးရိုးပင်ပန်းတယ်လားတကိုယ်လုံးကြီးရှင်အောင်တာဝန်ယူနေရတာအဲ့ကြောင့်မို့သူ့မှာရှင်ရဲဒုက္ခကိုပါဠိလိုဘယ်လိုခေါ်လို့သင်္ခါရဒုက္ခတဲ့ဒါကပုံမှန်ပြောတာတဲ့ခင်ဗျားတို့ကယုံလို့ပါတော့သွားတဲ့အခါမော်တော်ကားဘတ်စကားစီးရဲ့ဘတ်စကားမနိုင်မရောက်သေးဘူးကားတော့ဝင်လာပြီဆိုရင်ဖြည်းဖြည်းလျှောက်မှလားပြေးမှလားပြေးထလိုက်တာတချီတဲ့ပြေးလိုက်တဲ့အခါတော့ကျွတ်သားတို့အယိုးတို့နဲ့ပြေးတာငါနဲ့ပြေးတာငါနဲ့ပြေးတာမဟုတ်ခြေထောက်နဲ့ပြေးတာခြေထောက်မှာအယိုးမရှိဘူးလားကျွတ်သားရောမရှိဘူးလားရှိတာသူတို့နဲ့ပြေးတာအဲ့ကျွတ်သားတွေအယိုးတွေကဘာတွေနဲ့ဖွဲ့ထားတာလဲကလစီတွေဖွဲ့ထားတာဟုတ်ပြီလားအဲ့သူတို့တွေကမြန်မြန်အလုံးလုံးရတဲ့အခါလဲကြာတယ်ကြတော့အောက်ဆီဂျင်တွေပိုးမလို့ဘူးလားမြန်မြန်လို့တော့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေမြန်မြန်ထွက်မသွားဘူးလားထွက်သွားတယ်ပြီးနည်းနည်းထွက်ရင်အောက်ဆီဂျင်နည်းနည်းပဲလို့တယ်မြန်မြန်အလုံးလို့ရင်အောက်ဆီဂျင်မြန်မြန်လို့တယ်အဲ့ဒါကိုအဆုတ်ကသူသိတယ်တဲ့ဘောပါပြီနော်ခင်ဗျားတို့ပြင်းတဲ့ပြီးတော့ဘတ်စကားပြီးတော့ကားပေါ်လေးရောက်ရောက်မတ်တက်လေးနဲ့အမှန်ပြင်မနေရာမရဘူးလေမတ်တက်ပဲမဟုတ်လားမောမနေဘူးလားဟောဖဲနေလေဟုတ်ပြီလားအဲ့ဒီအခါမှာအဆုတ်က1မိနစ်ကိုအချိန်20နဲ့မရတော့ဘူးဟေးတဲ့အချိန်မြင့်လိုက်ပါဆိုတော့23နဲ့40 50မြင့်ပြလိုက်တာခန္ဓာကိုယ်ရဲ့လိုအပ်ချက်စွမ်းအားလိုအပ်ချက်ကိုမြင့်ပြီးလိုက်ရတယ်ခင်ဗျားကရိုးရိုးမှမဟုတ်ပဲပြေးလိုက်တာကိုအဲ့တော့စွမ်းအားပို့လို့လေစွမ်းအားဒီလိုရဖို့အတွက်ကိုအစားအသောက်တွေများများထည့်ပေးရတယ်အောက်ဆီဂျင်တွေထည့်ရတာအဲ့တော့မှအဆုတ်ကြီးက40 50ဖြစ်တာကာဗွန်ဒိုင်အောက်ဆိုဒ်တွေမြင့်နေလို့ဒါတွေကိုမြန်မြန်ဆန်ဆန်ပြန်ထုတ်မယ်ဆိုတဲ့အတွက်ကြောင့်မြန်မြန်ရှူမြန်မြန်ထုတ်မြန်မြန်ရှူမြန်မြန်ထုတ်လောက်ရတာအဆုတ်ကြီးရဟုတ်ပြီလားအဲ့တော့မှမြန်မြန်ရှူမြန်ထုတ်တော့50ကနေအောက်ဆီကာဗွန်ဒိုင်အောက်ဆိုဒ်တွေကုန်ပူသွားတော့40ဖြစ်သွား40ကနေတော့30ပြန်ကျသွားပြီးတော့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပုံမှန်ရှိသွားပြီမရှိတော့ဘူးဆို20ဖြစ်သွားအဲ့ဒီခါကျရင်အမောပြေးသွားတယ်သဘောပေါက်ပြီနော်ဒီလိုဆိုရင်အဲ့လိုမောတယ်ဆိုတာကိုပြန်ကြည့်ဆိုတော့ငါမောတယ်ပြောတာမောတယ်အခုဒီသဘာဝတွေနဲ့သိနိုင်ရင်ငါမောတာလားအဆုတ်မောတာလားအဆုတ်ကအလုတ်ပိုလုံးလိုက်ရလို့မောတာဟုတ်ပြီလားတာမန်နဲ့ပိုလို့ပဲလောက်ရတာတာမန်ရှင်ရဲတက်ကအကျိန်20ပဲလုပ်တယ်ခင်ဗျားတို့ပြေးလိုက်ကြလိုက်တော့အကျိန်20ရသေးလားဟောတုတ်တာပဲမကြည့်တာပဲကြည့်တာလားဒီလိုဆိုရင်အဆုတ်ဆင်းရဲမှုကရော့သွားတာလားတိုးလာလားတိုးလာလားအာဂါသမားတွေပြင်းပြီဆိုရင်ကိုလုပ်ပြဘောလုံးသမားတွေအဲ့ဒီတိုင်းဘောပါပြီနော်အဲ့တော့အစုပ်ကလေးပင်မနဲ့သင်္ခါရဒုက္ခမရှိတာရှိတာရှိနေတယ်တဲ့အဲ့ဒီသင်္ခါရဒုက္ခကိုဘုရားရှင်ကမြင်အောင်ကြည့်ပါတဲ့ဘုရားကပြောတယ်ကျွန်တော်တို့ဒုက္ခသစ္စာ၄ချက်တင်တော့မှနောက်ကိုကြိုင်သစ္စာ၄ပါးမသိမှတင်တာသိမယ်ဒုက္ခသစ္စာမရှိတာရှိတာဒုက္ခသစ္စာဆိုမှအချက်၄ချက်တင်ရမယ်အခုတစ်ချက်ပါသွားပြီသင်္ခါရဒုက္ခဘာဒုက္ခလို့ရှင်ရဲကိုလုံးရအဲ့ဒီငါဒုက္ခဒီငါဒုက္ခလားရုပ်ဒုက္ခလားဒီချာပိုင်းပြီးတော့နားလည်အောင်ကြည့်ချာဟုတ်ပြီလားငါရှင်အောင်လုပ်ရလားရုပ်ကိုရှင်အောင်လုပ်ရတာလားအဲ့ဒီဓာတ်ကိုသင်္ခါရဒုက္ခလို့ပါဠိလိုခေါ်ပါတယ်တဲ့အဲ့ဒီဒုက္ခကိုမြင်မှသက်သာအောင်ကိုယ်ကနေရအောင်လုပ်ပေါ့အဲ့တော့အဲ့ဒီဒုက္ခတွေကြီးတယ်ဆိုတဲ့အခါမှာနှလုံးနဲ့တွဲပြီးသွားကြီးတယ်။တရားတို့ဒါကပြေးလိုက်သွားလိုက်တော့အခုအထက်တွေပြင်းတဲ့အခါမှာဆွေးကြွေးတို့ဘာလို့လဲ၄-၅တက်ပဲတော့တက်ရတာပဲတက်သွားတာပဲ။ဓာတ်တွေကမှမရှိပဲခြေထောက်နဲ့တက်တာပေါ့။အဲ့ဒါ6တက်လောက်တက်ပြီးရင်ဦးကြမောမနေဘူးလား။မောနေတယ်အိမ်ရှင်တွေကအဲ့ဒါကြီးတော့သိတယ်သူ့အိမ်သာလို့ရှိရင်ရေစီးတိုက်တာပဲ။ခဏထိုင်ဦးဆိုရေလေးတက်ရတယ်အမောပြေသွား။အမောတာလားအဆုတ်မောတာ။အဆုတ်မောတာ။ဒီအဲ့လိုမြင်လိုက်ပြီဆိုရမိစ္ဆာဒိဋ္ဌိလားတမ္မာဒိဋ္ဌိလားဆောတော့ကအစုံမောတယ်လို့ထင်သလားငါမောတယ်လို့ထင်တာငါမဲလို့ထင်နေတယ်အခုဝိပဿနာမြင်ဒီအမြင်တမ္မာမြင်လားဝိပဿနာမြင်လားအဲ့ဒါလိုအပ်တယ်အဲ့ဒီလိုလောက်တာကိလေသာရော့တယ်လို့ဘယ်သူမှမသိဘူးဗျာဘောပါပြီနော်အဲ့ဒါဆိုသိတာဘာရော့တယ်လို့ထင်လို့ကိလေသာရော့တယ်
ပထမဆုံးအဲ့လိုသိလိုက်တဲ့ကငါရှိရဆိုတဲ့အရှိန်ကိုမြင့်နေတာညော့ကြည့်အဲ့ဒါပဲကိလေသာဆိုတာငါလည်းကိလေသာပဲဘာလို့ခေါ်တော့ငါကိုယ်တိုင်ကကိလေသာအဲ့လိုသင်မပြီးတော့ဘုရားကငါကိုယဉ်တော့မထင်ဘူးဘောပါပြီနော်ဘုရားကတမန်သင်တယ်လောဘကိလေသာဒေါသကိလေသာအဲ့လိုအသိမများဘူးလားမောဟကိလေသာအဲ့တော့လောဘဒေါသမောဟလောဘဒေါသမောဟကြပြားတရားနဲ့ဆက်တာပဲသချင်းဆရာကြီးရေးတာပဲဟုတ်ပြီလားဆွန်ကျွေးတို့အလူမတ်တက်တို့ကလည်းအဲ့စကလုံးလုံးလုံးអော်တာပဲခင်ဗျားတို့ကလည်းနားယူဝတယ်အဲ့ဒါကြောင့်ခင်ဗျားတို့တို့အထူးလင်းတယ်တရားမလို့ဘူးတဲ့လောဘဒေါသမောဟသိပြီးပြီတဲ့ကဲအဲ့ဒါနဲ့မိဟုတ်လားဘုရားပါလေဒုက္ခဖြစ်သွားဟုတ်ပြီလားကဲမောဟဆိုတာပါဠိပဲကိလေသာတော့ဟုတ်ပြီသူအတိတ်ပဲလေလောဘကတော့လူချင်းနေသားပါတော့ဒေါသကတော့စိတ်ဆိုးတယ်ပေါ့အကြမ်းကြီးမောဟကဘာဖြစ်တာမောဟရဲ့အတိတ်ကဘာလို့မသိတာဘာလို့မသိတာဓာတုဗေဒသင်တဲ့အကြောင်းကယူပဗေဒမသိတာအဲ့ဒါကိုပြောတာမဟုတ်ဘူးတဲ့စပြီးမသိတာကဘုရားတို့ထိုင်နေတယ်ကိုငါလို့သိတာလားယုံနာလို့သိတာလားငါတို့သိတယ်ကအမှန်သိတာလားအမှားသိတာလားအဲ့ဒါလို့အမှားသိအောင်လုပ်နေတာမောဟလို့ဘယ်သူမှမသိဘူးသောပါလားအဲ့ဒါကြောင့်မို့ကိုယုံနာလို့သိတာငါလို့သိနေတာငါလို့သိတယ်ဘယ်သူကလုပ်ထားတာတော့မောဟကလုပ်ထားတယ်နော်အဲ့တော့မှဒီငါဆိုတဲ့ကိလေသာကိုဖြစ်ဖို့ဒီဒိဋ္ဌိကိလေသာလုပ်ထားတယ်ဘာကိလေသာလုပ်ထားတော့အဲ့ဒါလေးကိုမှတ်ထားငါဖြစ်အောင်လုပ်တာဘယ်ကိလေသာလုပ်တာတော့စာပြီးဒိဋ္ဌိရဲ့အဓိပ္ပာယ်ကိုပြောထားတယ်ဒိဋ္ဌိအဓိပ္ပာယ်ကဘာလို့အမှားသိမြင်ခြင်းမပြောလားအဲ့ဒီဒိဋ္ဌိကိလေသာခင်ဗျားတို့မှရှိနေတဲ့အတွက်ကြောင့်ခင်ဗျားတို့ကခင်ဗျားတို့ငါလို့သိနေတာအမှန်သိတာလားအမှားသိနေတာအဲ့ဒါပဲငါတို့သိနေတာကကိလေသာရော့နေတာလားတိုးနေတာလားအဲ့ဒီဟာကိုသင်ပေးပြီးသိမရှိတော့ခင်ဗျားတို့သိတဲ့ကိလေသာဘာမှရပ်နေတော့လောဘဒေါသမောဟမှာပဲရပ်သွားတယ်ငါဟာအမြင်ပေးနေတယ်လို့တခါမှမစင်စားမိဘူးတဲ့သဘောပေါက်ပြီနော်အဲ့ဒါကဒိဋ္ဌိဆိုတာအမှားသိမြင်ခြင်းအဲ့ဒါကြောင့်မလို့ငါကိုပြောနေတာဟုတ်ပြီလားတဲ့အခုဆိုရင်ဒီလောက်သဘောပေါက်ပြီတဲ့နော်ဒီအစုပ်ကလေးအလုံးလုံးနေတာအကျမ်းပြကျွန်တော်တို့နားလည်သွားပြီဟုတ်ပြီလားအဲ့တော့မှဒီလိုသိလိုက်တာဟာသမာဓိဖြစ်သွားပြီတဲ့နော်အဲ့တော့ဘုရားတို့ဒီကမှာသွားတတ်ဖို့ပါဘုမဆိုတော့ကြိုက်ကြီးကိုဘုရားတို့မတင်ဘူးလားတက်တဲ့ကအခုကတော့တားနေပေါ့နော်ကိုတော့တချို့ဘုရားတွေကြရင်ကုန်းလုံးတရားလာရှိတယ်လေနော်အဲ့ဒါကြရင်မမောလားမောပြီဆိုရင်ဒီတစ်ခါကျရင်မိစ္ဆာဒိဋ္ဌိအတိကိုမှလားသမာဓိကိုမှလားအဲ့ဒါငါကိုရောကြည့်တယ်ဘောပေါက်လားအဲ့ဒီအသိဟာတန်ဖိုးရှိတယ်လို့ဘယ်သူမှသဘောမပေါက်ဘူး apply လုပ်ရမှာဒါတွေအားလုံးအခုသင်္ကန်းပေးတာတွေအားလုံးလေစောင့်ထမှထားမှာမဟုတ်တော့ခင်ဗျားတို့ဝိပဿနာယောဂီလို့အမိခံနေရဲ့အဲ့ဒါတွေသွားမှာလောင်းလိုက်လို့သဘောပေါက်ပြီနော်အေးမောလိုက်တယ်ဆိုတာနဲ့ဒီချိန်နဲ့ငါမောနေတာလားအဆုံမောနေတာလားစွမ်းအားသုံးလိုက်လို့ကိုတကယ်တော့ငါရှိတာမှမဟုတ်ပဲလို့အဲ့ဒီနှလုံးသွင်းလေးဒီပဲလေတမ္မာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိလားတမ္မာဒိဋ္ဌိလားအဲ့ဒီ state ကိုမရောက်မချင်းဝိပဿနာနဲ့မပြောင်းနိုင်ပါဘူးတဲ့နော်ကဲဆိုရင်ဒီသင်္ကန်းစာရပ်ပြီးတဲ့ဒီဟာလေးသဘောပေါက်ပြီနော်ဒီ class လေးရဖို့အတွက်ကိုအစုပ်ကလေးတွေကမယမနာအလုံးလုံးနေရတယ်ဟုတ်ပြီလားကဲဟိုဘက်ပုံမှန်ပြောမယ်ဒုတိယကျွန်တော်နှလုံးကိုသွားအောင်ဒီဘက်ပုံမှန်ကြည့်ရမယ်ဒီမှာပြောမယ်ကဲဒီပုံလေးကိုကြည့်မယ်ဒီပုံကတော့ကျွန်တော်တို့ခုနဆွဲလိုက်တာလေဒီပုံကိုကြည့်အောင်ဒီပုံကိုတခြားရှင်းပြကြည့်အောင်နော်ဒါကောင်းပါကြီးမှာဒီမှာကြည့်ရင်ခင်ဗျားတို့ငါရော့အောင်တခြားသင်ရမယ်ကြည့်အောင်ဒီပုံကြတော့အပြည့်စုံရှိတယ်ဒါမေးဒါလေပဲကြည့်အခုဒီမှာထောက်ပြမယ်အဲ့ဒါကြီးကရှာကြီးဘေးရပြနော်ရှာနဲ့တစ်ဆက်တည်းအတက်ကလေးမရှိလားရှိတယ်အဲ့ဒီရှာကြီးအငြိမ်နေသလားရှေ့တိုးလိုက်နောက်ဆုတ်လိုက်လုပ်ဟုတ်ပြီအစားအသောက်တွေဝါစာရင်ရှာနောက်ဘက်ကိုတွန်းတယ်သဘောပေါက်ပြီနော်
ရှာနောက်ဘက်ကိုတွင်ဒီတက်ကလေးကရှေ့ကိုသွားမှနောက်ကိုကျလာအဲ့ဒီတိုင်ခင်ကတော့ရေတွေတောက်လို့ရှိရင်လည်းဒီတက်ကလေးကနောက်ကိုကျတယ်နော်ဒါကရှာကြီးရှာနောက်မှာဒီအတက်ကလေးအဖုံးလေးခေါ်တယ်အဲ့ဒီအဖုံးလေးကဘာဖုံးတာလဲပြတယ်အခုဒါလေးပြုံဟုတ်ပြီလားအခုလေးပြုံလေးရဲ့ဟောဒီနေရာလေးမှာအပေါက်ကလေးရှိလေးပြုံဟောဒီနေရာလေးကလေးပြုံနဲ့ကပ်ရက်ကအစာပြုံနော်လေးပြုံကရှေ့မှာရှိတယ်အစာပြုံကနောက်မှာရှိတယ်လေးပြုံရဲ့ထိပ်မှာအပေါက်ကလေးရှိတယ်ရှုသွင်းရှိတဲ့လေးဟာအစုပ်ထဲကနေဒီအပေါက်ကလေးတွေထွက်လာပြီးဒီတိုင်းတက်လာမယ်တက်လာပြီးတော့ဟောဒီအတိုင်းထွက်လာမယ်ဒါနှာခေါင်းပေါက်အခုပြောတဲ့ဟာနှာခေါင်းဟုတ်ပြီလားအဲ့နှာခေါင်းလေးကနေလေဝင်လေထွက်လှုပ်တယ်နော်အစာပြုံကလေပြုံရဲ့နောက်မှာရှိပါဇက်ကစားလိုက်တဲ့အစာလေးဒီကနေဝင်လာပြီးတော့ဒီအစာလေးကိုဝင်အောင်အဲ့ဒါလို့အစာလေးစားလိုက်တိုင်းချက်လိုက်တိုင်းဟောဒီအတက်ကလေးကအောက်ကလေးကိုဆင်းလာပြီးတော့ဟောဒီလေပြုံအပေါက်ကိုဖုံးပေးရတယ်ဖုံးပေးလိုက်ဒီမှာခင်ဗျားတို့ရှာနဲ့ပြူထားတဲ့အစာတွေကဘယ်ထဲကိုရောက်သွားမလို့အစာပြူနေကိုရောက်သွားတယ်သူတို့လှုပ်ပေးနေတာခင်ဗျားတို့ကလောနဲ့စားလိုက်တဲ့အခါကျတော့ရှာလေးကနေဒီအောင်ဖုံးတဲ့ဟာတွေကနောက်ကျနေတဲ့အချိန်အစာဝင်တာကမြန်သွားတဲ့အခါကျရင်လေပြူနေကိုဝင်သွားတယ်အဲ့ဒီခါကျရင်လေပြူကလက်မခံဘူးသူကလက်ခံထားတာအဆုတ်ကအစာကိုမလူဘာပဲလို့လားနော်လေပဲလူတွေလေကလွဲလို့ကျန်တာရောက်လာရင်လူသေးဖို့ဆိုတာနားတယ်တဲ့အတွက်အဆုတ်ကလက်မခံချင်းချင်းမောင်းထုတ်တယ်အဲ့ဒါကိုသီးတယ်လို့ခေါ်တယ်ခင်ဗျားတို့ကြီးရတော့တာမသိဘူးလားသိလားသီးတယ်ဆိုတာသဘာဝကသူတို့ကကာမွေးနေတာသိချကြည့်ငါနဲ့ဆိုင်တာအေးအဆုတ်ကသူ့လိုချင်တဲ့လေပဲကြည်လားဒီဘက်ကအစာမျိုးပြောလိုချင်တာလေအစာပဲလမ်းကြောင်းလွဲပြီးတော့အဆုတ်ထဲကိုလေပြင်းတော့ဝင်လဲအဆုတ်ထဲမှာလေပြင်းကြည့်တာနတ်ကျော်တွေကသတင်းပို့လဲမင်းအန်ရဖြစ်ပြီတဲ့ကြည်လားအဲ့ဒီလက်ကြရဲကြောတခါအဆုတ်ထဲကနေမောင်းထုတ်လာတာဒီလေအဲ့ဒီလိုလောက်တော့ငါသိလားမသိဘူးဘောပေါက်ပြီနော်အဲ့ဒါကြောင့်မို့ယုံတရားတွေဘုရားပြောနေတာငါမဟုတ်ဘူးနော်သူ့လုပ်နေတယ်လို့ပြောနေတာဒီသဘာဝတွေကိုမသိရင်ဘုရားပြောတာကိုသိကိုမသိဘူးဘုရားပြောတာသကလုံးပဲထင်တယ်ဘုရားစိတ်ထဲမှာဟုတ်ပြီလားအဲ့ဒီလိုလုပ်နေတာနော်ဒီအတေးကဖုံးပေးရနောက်ကျသွားလို့ရှိရင်ဟုတ်ပြီလားကဲအခုလေရှူတဲ့အခါကျတော့ဒါမလို့လေလေးတွေကဒီတိုင်းဝင်တိုင်းထွက်တိုင်းလုပ်ပဲအစုပ်ကြီးကပိန်နဲ့ထောင်းလိုက်ထုတ်ခုနကပြောတဲ့ရင်ဝင်းချအသားပြားဆိုဟောဒီအတန်ကြီးဘောပေါက်ပြီနော်ဒီအတန်ကြီးဒီထဲမှာနှလုံးရှိမယ်ဟောဒီရဲ့အောက်မှာအသေးတွေအစာရည်တွေရှိမယ်အဲ့ဒီရင်ဝင်းချအသားပြားကရင်ကောင်းပိုင်းနဲ့ဝမ်းပိုက်ပိုင်းကိုကန့်ထားတယ်ခင်ဗျားတို့အိမ်ဒီမှာဘုပ္ပခန်းဒီဘခန်းကိုခန်းနေတဲ့ partition လုပ်တယ်အဲ့သူကလှုပ်ထားပေးတာဘောပေါက်ပြီနော်ကဒါဆိုရင်မရှိဘူးနဲ့ရှင်းတာခင်ဗျားတို့အခုသီးတယ်ဆိုတာသဘောပေါက်သွားတယ်ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့သမီးရင်းစားတဲ့အခါလောမစားနဲ့ဟုတ်ပြီလားဖြည်းဖြည်းစားတော့မှသူကပုံမှန်တကားလေးကပိတ်ပြီးတော့ဒုက္ခမဖြစ်ဘူးပဲသီးတာလည်းသီးတတ်တယ်သွားမလုံးနဲ့နော်သူကအဟုတ်ဝင်သွားခြင်းလေမဝင်တော့ဘူးအဲ့ဒါသိသွားပါလေခင်ဗျားတို့ပြောသားပဲလေးဟာနားလို့မရဘူးဆိုတာလေဟုတ်ပြီလားအေးအဲ့ဒါကြောင့်မလို့သမီးရင်းစားတဲ့အခါလည်းပဲဖြည်းဖြည်းစားကြဟုတ်ပြီလားအဲ့ဒါမှငါမှမဟုတ်ပဲခင်ဗျားတို့ဖြည်းဖြည်းစားခိုင်းတာလေဟုတ်ပြီလားအဲ့လိုလုပ်တဲ့ရုပ်တွေကသူ့လုပ်ငန်း function တွေပြတ်ပြီဆိုရင်ရှင်မာသိမှာနော်ဒီသဘာဝလေးတွေကဲခုနှလုံးကြောင်းကိုပြောကြရစို့တဲ့နော်ကဲဒီမှာနှလုံးကလက်သီးစုပ်လောက်ရှိတယ်နည်းနည်းကြည့်အောင်သူ့ကိုနည်းနည်းဖယ်လိုက်တာပေါ့နော်အဆုပ်ကလေးကိုဖယ်ပြီးတော့ကြည့်မယ်ကဲရပြီမြင်နေရတယ်နှလုံးကြီးအခုအဆုပ်ကိုဖယ်လိုက်တော့လက်သီးစုပ်တွေလောက်ရှိတယ်လက်သီးစုပ်တွေကြီးပါပေါ့နော်ဒီနှလုံးကြီးကနှလုံးမှာပတ်နေတဲ့သွေးကြောလည်းရှိတယ်နှလုံးကြီးကလည်းညှိနေတာဒီဟာကြီးကကြည့်နော်ရင်ဝင်ချအသားပြားဆိုတာဟောဒီအချက်ကြီးနော်ဘိုက်မှန်ချက်ထားတာဒီကနေပြီးတော့သွေးတွေကြည့်လိုက်တဲ့အခါဒီသွေးကြောကြီးကနေတက်သွားမယ်ဒီသွေးကြောကြီးကနေတက်သွားမယ်နှလုံးကနေသွေးတွေပြည့်တဲ့အခါအဲ့လိုတက်သွားမှာဟုတ်ပြီလားနော်သွေးတွေကခေါင်းဘက်ကိုတက်လာမယ်ခေါင်းကနေမလို့ရင်သွေးပြကြောနေတယ်နှလုံးထဲကိုပြောင်းဝင်တယ်ဒီမှာကြည့်
အခုနှလုံးမှာပြနေတဲ့အပြာသွေးကြောနဲ့အနီအောင်သွေးကြောကိုအကျဉ်းရှင်းပြပေးမယ်တဲ့နှလုံးကညှိလိုက်တော့ဟာဒီအေအော်လာပေါ်တဲ့သွေးလွတ်ကြောမှာရနေသွေးတွေလက်ဝဲလေးရခေါင်းဘက်ကိုတစ်ခုတက်သွားမယ်ဒီအေအော်လာအပေါ်တက်တဲ့ပြင်အောက်ကိုဟောလို့ကိုယ်ကျလာပြီးတော့ခန္ဓာကိုယ်အောက်ပိုင်းကိုလည်းပို့တယ်သဘောပေါက်ပြီနော်နှလုံးသွေးတွေကအဲ့တော့ခေါင်းပိုင်းကိုပို့ပြီးတော့သွေးနီတဲ့သွေးတွေကအောက်ဆီဂျင်တွေပါလာတော့ခေါင်းပိုင်းကပလတ်စတစ်တွေကယူလိုက်တယ်အောက်ဆီဂျင်တွေကုန်သွားပြီဆိုတော့သွေးဟောင်းတွေပြန်လာတော့အခါအပြာဖြစ်သွားတယ်ဒါပြောင်းပြန်အနီကနှလုံးကနေလွတ်လိုက်တာအပြာကနှလုံးထဲကိုပြန်ပြီးတော့ဝေနာတာသွေးဟောင်းဒါကအပေါ်ပိုင်းကဝေနာဒီခန္ဓာကိုယ်အောက်ပိုင်းကသွေးရတယ်ပဲပိုက်နာမှာကပ်ပြီးတော့ဝေသေးတယ်ဟုတ်ပြီလားအဲ့ဒါလေးကိုပုံဆွဲပြီးတော့ပြောမယ်တဲ့เนาะအဲ့နှလုံးလေးအကြောင်းကိုပုံဆွဲပြီးတော့သင်ကြရအောင်နှလုံးကအခန်း၄ခန်းရှိတယ်တဲ့နှလုံးမှာအခန်း၄ခန်းရှိတယ်ဒီစဝိုင်းလေးဆွဲလိုက်ဟုတ်ပြီလားဒါကျွန်တော်တို့ကသဘာဝကိုသိအောင်လည်းသင်ရအောင်အဲ့တော့နှလုံးဆိုတဲ့ဟာကိုချက်ချမ်းချမ်းပဲခလျာနေအခုလိုမြင်းကြောင်လေးဆွဲလိုက်လက်ဝဲလက်ရလက်ဝဲလက်ရမှာအပေါ်ကန်းအောက်ခန်းရှိတယ်ဒါအပေါ်ကန်းအောက်ခန်းအပေါ်ကန်းအောက်ခန်းဒါနှလုံးမှာရှိတဲ့အခန်းလေးကနှလုံးကိုဗဟိုပြုပြီးတော့ခန္ဓာကိုယ်ရဲ့အထက်ပိုင်းအောက်ပိုင်းဆိုတော့တစ်မျိုးမရှိတာရှိတယ်အခုခန္ဓာကိုယ်အောက်ပိုင်းကိုပြောမယ်ခန္ဓာကိုယ်အောက်ပိုင်းကနေပြီးတော့သွေးကြောတွေပေါ့သွေးတွေသုံးပြီးသားတွေပေါ့နော်ခန္ဓာကိုယ်အောက်ပိုင်းဆိုတာဒီခြေထောက်ကနေတော့ဒါကတော့ဓာတ်ကြောတွေပေါ့နော်ဒီလိုသွေးကြောတွေပြန်ပြီးတော့တက်လာတယ်အပြောင်သွေးကြောတွေကခန္ဓာကိုယ်အောက်ပိုင်းကနေဟုတ်ပြီလားတက်လာပြီးတော့နှလုံးထဲကိုထည့်ပေးရတယ်အဲ့တော့ခန္ဓာကိုယ်အောက်ပိုင်းကတက်လာတဲ့သွေးကြောကိုဘုလို့ဆွဲလိုက်ဒီလိုလေးဒါခန္ဓာကိုယ်အောက်ပိုင်းကထွက်လာသွေးကြောလေးပေါင်းပြီးတော့ဒီနေရာကျတော့သွေးကြောမှရအဖြစ်တက်လာသွေးကြောမှရတက်လာပြီးတော့နှလုံးရဲ့အခုလိုလက်ရဘက်အခန်းလေးကိုဝင်ပြီးတယ်ဒီသွေးကြောဟာအနီနဲ့အပြာနဲ့ပြောမယ်ဆိုရင်အပြာရောင်သွေးကြောဘာသွေးကြောခေါ်မှာတော့အပြာရောင်သွေးကြောအပြောင်သွေးကြောထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေပါနေတယ်။ဘာတွေပါနေတော့အခုကလစီလေးကအောက်ဆီဂျင်နဲ့အစာလောင်နေရင်ဘာတွေထုတ်လိုက်လဲခန္ဓာကိုယ်မှာသုံးလို့မရတော့အဲ့ဒါကြောင့်မို့သွေးပြန်ကြောကသေးလာသဘောပေါက်ပြီနော်ဘာတွေသေးလာတာတော့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေသေးလာလို့သူ့အပြာရောင်သွေးကြောလို့ခေါ်လိုက်တယ်စိတ်ပညာအရာအဲ့တော့အပြောင်သွေးကြောလို့ခေါ်တယ်တချို့ကမေးတယ်အဲ့သွေးတွေကပြားနေသလားမပြားဘူးအနီးပဲဘောပေါက်ပြီနော်အနီးရောင်မဲ့အာဒီလေးညော့နေတာအနီးလေးဖြော့သွားတယ်လောက်ပဲကဲအဲ့ဒီသွေးတွေကအပေါ်ကန်းလေးကိုထည့်ပြီးတယ်ဒါကခန္ဓာကိုယ်အောက်ပိုင်းကသုံးပြီးသားဒီလိုပဲနှလုံးရဲ့ခေါင်းပိုင်းကလည်းပြန်လာတဲ့သွေးခေါင်းတွေသူကလည်းဆင်းလာတယ်အဲ့ဒါတစ်ခုတည်းအပြာရောင်တွေပဲသူကလည်းကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေဒီလိုဆိုရင်အခုနှလုံးရဲ့ညာဘက်အခန်းထဲကိုရောက်လာတော့သွေးသည်သွေးသစ်လားသွေးဟောင်းလားသွေးဟောင်းအောက်ဆီဂျင်ပါလာလားကာဗွန်ဒိုင်အောက်ဆိုက်တွေပါနေတာခန္ဓာကိုယ်ကအညစ်အကြေးတွေသယ်လာတာသဘောပေါက်ပြီနော်အဲ့တော့အပေါ်ကန်းလေးရောက်အပေါ်ကနေတကားလေးဖွင့်ပြီးတော့အောက်ကိုချလိုက်အပေါ်ကနေအောက်ကိုလွတ်ပေးလိုက်အပေါ်ကနေအောက်ကိုလွတ်ပေးလိုက်တော့သွေးဟောင်းလားသွေးသစ်လားသွေးဟောင်းပဲဒါပဲရှိသေးတယ်သဘောပေါက်ပြီနော်ကာဗွန်ဒိုင်အောက်ဆိုက်တဲ့ပဲအဲ့ဒီတော့မှရောက်တဲ့ရောက်တော့ဒီမှာနောက်ထပ်သွေးပိုက်တစ်ခုရှိတယ်ကဲသွေးပိုက်လေးတစ်ခုကျွန်တော်တို့ကဆွဲလိုက်ပြီတဲ့ကြည့်အောင်နော်ဒါသွေးပိုက်ကလေးဒီပိုက်လေးကဒီလိုလာမယ်ဒီအောက်ကနေရှူပြီးတော့လာမယ်ဒီလိုလာမယ်နှလုံးရဲ့လက်ဝဲလက်ရမှာအဆုပ်မရှိလားရှိလားအဲ့တော့ဒီမှာအဆုပ်ကြီးဆွဲလိုက်တယ်အဆုပ်ကြီးတစ်ခုနှလုံးရဲ့လက်ဝဲလက်ရမှာအဆုပ်ရှိသေးတယ်ဒီလိုအဆုပ်တဲ့အဲ့ဒီတော့မှသွေးပိုက်ကလေးကခုနကဒီကနေပြီးတော့ညှိလိုက်မယ်ဒီထဲကိုဝင်သွားမှာအဲ့ဒီသွေးပိုက်တိုင်းတက်လာမယ်အခုကျွန်တော်ပြောနေတဲ့သွေးတွေကသွေးဟောင်းလားသွေးသစ်လားသွေးဟောင်းကြီးပဲကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးဟောင်းကြီးအခုတော့ဆက်လာပြီးတော့ဘယ်ထဲကိုဖြတ်မှာလို့အဆုပ်ထဲကိုဖြတ်ပြီးအဆုပ်ထဲကနေမှပြန်ပြီးထွက်မယ်ဒီလိုပုံစံလေးအဆုပ်ထဲဝင်ပြီးပြန်ပြီးထွက်လိမ့်မယ်သိလားအဆုပ်ထဲကနေပြန်ပြီးထွက်မယ်အဲ့လိုသွေးဟောင်းတွေကအဲ့လိုလာမှာသဘောပေါက်ပြီနော်ကဲအဲ့တော့သွေးဆိုတဲ့ဟာတဲ့ဥပမာဆိုကြဒါသွေးကြောလေးဒီကြောင်ဆွဲမယ်ဒါသွေးကြောရဲ့ဥပမာပေါ့သွေးကြောထဲမှာသွေးနီဥဆိုတာရှိတယ်ပြီးတော့သွေးအရည်ရှိတယ်ဟုတ်ပြီလားအဲ့ဒါလို့
စီးစင်းမယ်နှမျိုးစင်းမယ်နော်သွေးထဲမှာသွေးညီဥပါမယ်သွေးအရေးပါလာတယ်ကောင်းပြီတဲ့ဒီလိုဆိုရင်အခုဒီကနေပြီးတော့အဆုံးရှိကိုလာတဲ့အခါမှာသွေးဥတွေမလာဘူးလားသွေးဥတွေစီးစင်းလာတာမြားတွေပုံတကယ်တော့ဗားတွေစီးတာတော့သွေးဥတွေအဲ့ဒီသွေးဥတွေကကာဗွန်ဒိုင်အောက်ဆိုဒ်သဲတာဘာကိုသဲတာလဲကာဗွန်ဒိုင်အောက်ဆိုဒ်တော့သဲတာလေသူသွေးအရေးကသဲတာမဟုတ်ကျွန်တော်တို့ကသွေးနီဥလို့ပြောတဲ့အမျိုးအစားကခန္ဓာကိုယ်မှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုသူကသဲလာတာဟုတ်ပြီလားကဲသူသဲလာတဲ့ဟာအဆုံးထမ်းကိုမဖြတ်ဘူးလားဖြတ်တာအခုအဆုံးထမ်းကိုရောက်လာပြီပိုက်ကလေးကဖြတ်လာနော်အသေးစိတ်သိမယ်ဆိုရင်တော့ဒီမှာရှိတဲ့လေအိတ်ကလေးတွေရှိတာပေါ့နော်လေအိတ်တစ်ခုချင်းမှဒီသွေးကြောအမြင်လေးတွေကတွားသွားပြီးပတ်တာဟုတ်ပြီလားသဘောချင်းအတူတူလို့သွေးကြောတစ်ချောင်းတည်းပဲဆွဲပြီးကျွန်တော်တို့ကသင်လိုက်အဲ့တော့သူလာတဲ့သွေးကြောဟာအဆုံးထမ်းကိုရောက်တာလည်းပဲသွေးကြောနိုင်ရန်လေးရဲ့ပါးလေးရဲ့အဲ့ဒီကာဗွန်ဒိုင်အောက်ဆိုဒ်ကအဆုံးထမ်းကိုဖောက်ပြီးတော့ထွက်ရတယ်ဖောက်ခဲ့တော့အဆုံးထမ်းကိုကာဗွန်ဒိုင်အောက်ဆိုဒ်တွေမပို့လိုက်ဘူးလားပို့လိုက်အဲ့လိုပို့လိုက်တာအဆုတ်ထဲကိုပို့လိုက်တာနာယံကိုဖောက်ထွက်လိုက်တယ်ပါကာဗွန်ဒိုင်အောက်ဆိုဒ်ပေးပြီးတဲ့သွေးညီဥတွေကဆက်ပြီးတော့မစီးဆင်းဘူးလားစီးဆင်းလာတာအဲ့ဒီတိုင်းလာရတယ်သူတို့ကြီးမှာမပါတော့ကာဗွန်ဒိုင်အောက်ဆိုဒ်ပေးလိုက်ပြီဆိုတော့သူ့မှာကာဗွန်ဒိုင်အောက်ဆိုဒ်ပါမလာတော့အဆုတ်ကြီးကနေဝင်နေတဲ့လောက်တော့ဒီအဆုတ်ထဲမှာအောက်ဆီဂျင်တွေမရှိဘူးလားရှိတာအဲ့ဒါတွေကလေရှုလုံးကဝင်နေတဲ့အောက်ဆီဂျင်တွေသဘောပေါက်ပြီနော်ဒီဘက်နဲ့ကြာနေကြတော့အဲ့ဒီအောက်ဆီဂျင်တွေကပြောင်းပြန်လေပြူဖောက်ပြီးတော့ခုနသွေးဥထဲကိုရောက်သွားတယ်ဒီကံအလုံးလုံးပုံလေးနော်ရောက်သွားတော့အခုအဆုတ်ကနေပြန်ထွက်တော့မယ်ဆိုရင်အဲ့ဒီသွေးညီဥကကာဗွန်ဒိုင်အောက်ဆိုဒ်ပါလာမလားအောက်ဆီဂျင်ပါလာမှာအောက်ဆီဂျင်ပါလာမှာသူ့မှာပါလာတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုဘယ်ထဲမှာထားခဲ့လဲအဆုတ်ထဲမှာထားခဲ့တယ်အဆုတ်ထဲမှာရှိတဲ့အောက်ဆီဂျင်ကိုပြန်ပြီးတော့ယူလာတာကောင်းပြီတဲ့ကဲအဲ့ဒါလို့လေယူလဲလာလဲလာဟောအခုအဆုတ်ကနေသွေးကြောကြီးပြန်မထွက်ဘူးလားထွက်လာထွက်တော့သွေးကအနီဖြစ်သွားတယ်ဘာဖြစ်သွားလို့ဘာပါလာလို့အောက်ဆီဂျင်တွေပါလာတော့သွေးကပို့ပြီးတော့ရဲတောက်တာပါနီးတယ်ဆိုတာသူကအရင်ရဲသွားတယ်ပေါ့နော်မနာသွေးဟောင်းတော့အဲ့လိုမရဲဘူးဒါလေးပဲကွာဒီကံပြောင်းသွားပြီကဲအဲ့တော့မှသူကလာပြီးတော့မှအခုခါမှလက်ဝဲပဲအချမ်းကိုအခုလာတော့မှနော်စောစောပိုင်းတော့လက်ရပဲအချမ်းပဲသွေးဟောင်းတွေဝင်တယ်အပေါ်ကန်းတွေအောက်ကိုချလိုက်တယ်နှလုံးညစ်တယ်ဆိုတာအပေါ်ကန်းမညစ်ဘူးအောက်ကန်းကပဲညစ်အဲ့ဒါလည်းမှတ်ထားပါနော်နှလုံးကိုမြန်မာလူကခေါ်တာနှလုံးခုန်တယ်လို့လည်းပြောတယ်နှလုံးညစ်တယ်လို့လည်းခေါ်တယ်တကယ်တော့ညစ်တာပဲနော်ညစ်တာကိုခုန်တယ်လို့ကျွန်တော်တို့ကသုံးတာနှလုံးညစ်တယ်ဆိုတာအပေါ်ကန်းမညစ်ဘူးဘာကန်းညစ်ပါဦးအောက်ကန်းပဲညစ်ရတယ်အပေါ်ကန်းကလက်ခံရုံပဲညစ်လိုက်တော့သွေးဟောင်းတွေဝင်ပြီးအဆုတ်ထဲကိုရောက်တယ်ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထည့်ခဲ့တယ်ပြန်လာပြီးတော့အောက်ဆီဂျင်တွေသယ်လာတယ်အဲ့တော့သွေးတွေကညီလာတယ်ညီပြီးတော့အခုဘယ်ဘက်ကိုလာတော့ဆုတ်နှလုံးရဲ့လက်ဝဲဘက်အခန်းထဲကိုလာပြီးတော့ထည့်ပေးလိုက်ပါတယ်အခုဝင်လာတာတွေကအောက်ဆီဂျင်ပါတယ်သွေးဒီဥတွေဟုတ်ပြီလားသူဝင်လာတော့သူ့မှာတကားလေးတွေဖွင့်ပြီးတော့ပေးလိုက်တယ်ပေးလိုက်တော့အောက်ခန်းထဲကိုမဆင်းဘူးလားဆင်းတယ်အောက်ခန်းကညစ်တဲ့အခါကျတော့ဒီခုအောက်ခန်းထဲကိုရောက်လာတဲ့သွေးဟာအဟောင်းလားအသစ်လားကာဗွန်ဒိုင်အောက်ဆိုဒ်တွေပါလာလားအောက်ဆီဂျင်ပါလာလားအဲ့ဒါအောက်ဆီဂျင်ပါတဲ့သွေးဟာခန္ဓာကိုယ်ကသုံးလို့ရပြီနော်ကဲအဲ့တော့မှဒီမှာတော့သွေးပိုက်ကလေးတစ်ခုဒါကျွန်တော်တို့ကနားလည်အောင်တိဆောက်တာသွေးပိုက်ဒီလေးကိုဝင်လိုက်အောက်ခန်းကိုညစ်တာဟုတ်နော်ညစ်တော့ဝင်တော့အခုသွေးဒီဥတွေကအခုတက်လာတဲ့သွေးတွေဟာသွေးဟောင်းသွေးသစ်တွေဖြစ်နေတော့ဘယ်ကိုပို့မှာတော့ခန္ဓာကိုယ်ကိုပို့မှာဒီတိုင်းလာမယ်ဒီတိုင်းလာပြီးသူကခေါင်းဘက်ကိုသွားတယ်အဲ့လိုနားရထားခေါင်းဘက်ကိုသွားပြီးတော့နောက်တစ်ချောင်းကနေပြီးတော့ဒီလိုခန္ဓာကိုယ်အောက်ပိုင်းကိုသွားမယ်အဲ့ဒီပုံစံတိုင်းလေသွေးတွေသွားမှာဒါခန္ဓာကိုယ်အောက်ပိုင်းကိုဆင်းမှာသဘောပေါက်ပြီနော်ခန္ဓာကိုယ်အောက်ပိုင်းကိုဆင်းမှာတကူလုံးကိုဆင်းမှာဟုတ်ပြီလားခန္ဓာကိုယ်အောက်ပိုင်းကနေဆင်းလာပြီးတော့ခန္ဓာကိုယ်အောက်ပိုင်းကိုသွေးတွေလိုက်ပို့ပြီးတော့
ဒီဘက်ကိုပြန်လဲတက်တဲ့ကိုဒီဘက်ကျတော့အပြာဖြစ်သွားအောင်သဘောပေါက်ပြီနော်သူရအဲ့လိုခန္ဓာကိုယ်ပြန်သွားတဲ့အခါကျတော့အပြာရောင်ဖြစ်သွားတယ်ဒီဘက်ကျတော့ခန္ဓာကိုယ်ဒီလိုပိုင်းလိုက်အောက်ခြေမှာပေးပြီးပြီဆိုရင်သွေးတွေကအောက်ဆီဂျင်ကုန်သွားပြီဆိုရင်ပြန်ပြီးတက်လာတော့အပြာလေးဖြစ်သွားတယ်သဘောပေါက်ပြီနော်အဲ့လိုခန္ဓာကိုယ်ထဲမှာလှည့်ပတ်နေတာတဲ့သွေးလှည့်နေတဲ့စနစ်ကို blood circulatory system လို့သူတို့ခေါ်တယ်ဟုတ်ပြီလားအဲ့လိုသွားတာလေးကပြန်ရှင်းပြမယ်တဲ့ခဏလေးကဲအဲ့လိုနည်းနဲ့ကြည့်အောင်ပြန်ပြောမယ်နော်ခန္ဓာကိုယ်အောက်ပိုင်းကနေသွေးဟောင်းလာမယ်ခေါင်းပိုင်းကသွေးဟောင်းလာမယ်လက်ရပဲအခန်းထဲကိုရောက်ပါတယ်လက်ရပဲအခန်းကနေတကားလေးဖွင့်လို့တော့လက်ရပဲအောက်ခန်းကိုဆင်းနေလက်ရပဲအောက်ခန်းကနှိမ့်တဲ့အခါသွေးဟောင်းများအဆုတ်ရှူသွားပါတယ်သွားပြီးတော့သွေးဟောင်းတွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုထားခဲ့မယ်အဆုတ်ထဲကအောက်ဆီဂျင်ကိုယူမယ်ယူပြီးတော့ပြန်လာတဲ့အခါနှလုံးရဲ့လက်ဝဲဘက်အခန်းထဲကိုဝင်ပါတယ်လိုပဲအခန်းကအောက်ဘက်ကိုပို့လိုက်တယ်အောက်ခန်းကိုညှစ်တဲ့အခါကျတော့မှခန္ဓာကိုယ်ကိုပို့ပေးတယ်ခေါင်းပိုင်းခြေထောက်ပိုင်းအဲ့လိုနဲ့ပို့ပေးနေတာဟာ10မိနစ်မှာအကျိန်း80ပို့တယ်သူ့ရဲ့နှလုံးညှစ်တဲ့ဟာကအဆုတ်နဲ့မတူဘူးနော်သူက10မိနစ်မှာဘယ်လောက်ရှိလို့အကျိန်း80ညှစ်ရတယ်နှလုံးခုန်နေဆိုတာအဲ့လောက်ခုန်တယ်24နာရီမှာအကျိန်းပေါင်း3သိန်း800သူကကြည်စမ်းသူ့ပမာဏပေါ့နော်နှလုံးခုန်တုံးနှလုံးညစ်တဲ့အားဟာခင်ဗျားတို့မနေ့က3နာရီဒီနေ့တရားပွဲလာတော့3နာရီဆိုရင်ခင်ဗျားတို့ရင်ကောင်းထဲမှာရှင်နှလုံးလေးဟာအချိန်ဘယ်လောက်လုပ်ပြီးပြီတော့3သိန်းနဲ့800အစုပ်ကဘယ်လောက်လုပ်ပြီးပြီတော့2800အဲ့လိုမျိုးအလုံးလုံးနေတယ်တဲ့အဲ့လိုအလုံးလုံးနေလို့သွေးတွေခန္ဓာကိုယ်နဲ့မသွားဘူးလားသွားလားသွားနေတယ်သွားနေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ကလပ်စီးတွေအောက်ဆီဂျင်နဲ့အစာမရဘူးလားရတယ်ရလို့မရှိဘူးလားရှင်လားရှင်တယ်ဟုတ်ပြီလားကဲအခုပြန်ပြီးတော့နည်းနည်းလေးအခုခါကအောက်ဆီဂျင်သင်သွားတဲ့ဟာနဲ့ပုံစံပြန်ပြမယ်တဲ့နောက်တစ်ခုပေါ့နော်အခုပြန်ကြည့်ရအောင်နောက်တစ်ခုနောက်တစ်ခုဆိုတော့အခုခန္ဓာကိုယ်အခုလိုသွေးတွေမလာဘူးလားသွေးနေဥတွေလာတယ်ဒီမှာသွေးအရည်တွေမရှိလားရှိလားရှိတယ်အဲ့ဒါလို့သေးတာဟုတ်ပြီလားဒီသွေးနေဥကဘာသေးတာတော့အောက်ဆီဂျင်ဟောဒီသွေးအရည်ကအစာကိုသေးတယ်ဟောပါသွားတယ်နော်သွေးထဲမှာသွေးအရည်လည်းရှိတယ်သွေးနေဥလည်းရှိတယ်အလုံးလုံးတာတူလားမတူဘူးနော်သွေးအရည်ကဘာကိုသေးတာတော့စာကိုသေးတာတယ်သွေးနေဥကဘာကိုသေးတာတော့အောက်ဆီဂျင်ကိုသေးတာတယ်ဟုတ်ပြီလားအဲ့လိုတယ်လာပြီးတဲ့အခါမှာသွေးကြောဘေးမှာရှိတဲ့ cell တွေကလပ်စီးတွေမရှိဘူးလားရှိလားအဲ့ဒီကလပ်စီးတွေမှာဓာတ်ပြီးဖို့တွေမရှိဘူးလားရှိတယ်အဲ့လိုတယ်ပြီးတော့မှအောက်ဆီဂျင်ကိုဓာတ်ပြီးဖို့တွေကိုထည့်အစာကိုထည့်အဲ့တော့ဘာထွက်လို့ကိုဝေးနောက်တစ်ခါသူကလည်းအောက်ဆီဂျင်ထည့်အစာထည့်ကိုဝေးအောက်ဆီဂျင်ထည့်အစာထည့်ကိုဝေးအောက်ဆီဂျင်ထည့်အစာထည့်ကိုမွေးနေအဲ့ဒါလို့သွေးကြောကြီးတွေကဗျာမနာစီးဆင်းနေတဲ့အခါမှာပယ်လာတဲ့အောက်ဆီဂျင်ကိုဘယ်ထဲကိုထည့်ပြီးတော့ကလပ်စီးထဲကိုထည့်ပြီးတော့ကိုမွေးနေမထွက်ဘူးလားထွက်လာအဲ့ဒါကြောင့်ခန္ဓာကိုယ်တစ်ခုလုံးပူလာအေးလာပူနေတယ်သေနေတဲ့ခန္ဓာကိုယ်ကြီးကပူလာအေးလာအေးသွားပြီအစာလည်းမပြီးနိုင်ဘူးအောက်ဆီဂျင်လည်းမပြီးနိုင်ဘူးဒါကြောင့်ကိုမွေးထုတ်သေးလားမထုတ်တော့ဒါ dead body ကြတော့အေးသွားပြီဟုတ်ပြီလားရှင်းနေတဲ့အဲ့ဒါလို့သွားနေရနေပြီးတော့တဲ့ကြည့်ရအောင်ဒါကိုဝဲထုတ်နေရင်သူတို့ကကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေကိုထပ်မထုတ်လားထုတ်လားဒီကနေပြီးတော့လေကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေကိုထုတ်လိုက်သေးတယ်မလို့တဲ့ဘေးထွက်ပစ္စည်းတက်ပြီးတော့ထွက်မလာဘူးလားထွက်လာတာကာဗွန်ဒိုင်အောက်ဆိုက်အဲ့ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေကပြန်လာပြီးတော့သွေးနီဥကိုပို့ပေးရတော့သွေးနီဥကပြန်ပြီးတော့သေသွားရသေးတယ်သဘောပေါက်ပြီနော်အဲ့ဒါလို့ခလေးနေတာဒီလိုလာတဲ့ခါကျတော့သူကလိုတဲ့အောက်ဆီဂျင်တွေထည့်ပေးတယ်ထည့်ပေးပြီးဒီမှာဖြစ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေပြန်ပြီးတော့သွေးနီဥကယူသွားတာဟုတ်ပြီလား
အဲ့ဒါလို့အလုံးလုံးနေလို့ခန္ဓာကိုယ်ကလစီတွေမရှိဘူးလားရှင်လားရှင်နေတာအဲ့ဒါလို့ရှင်အောင်ထမ်းဆောင်နေတာတမိနဲ့မှအချိန်ဘယ်လောက်လို့80နှလုံးလေးညစ်တယ်24နာရီဆိုရင်အချိန်ပေါင်း3,800အဲ့ဒါလို့လုပ်နေလို့ကတိတသိန်းကျော်သောကလစီတွေကဗာနဲ့ဗာရလာတော့အောက်ဆီဂျင်နဲ့အစာတွေရလို့ရှင်နေတာအဲ့ဒါကိုပြန်သုံးသပ်လိုက်လို့ရှိရင်တဲ့အဲ့ဒါလို့လုပ်နေတာဟာဘုန်းကပြောသလိုပဲ24နာရီမှာရလို့နားလို့ရတာရလို့မရနားလို့မရတော့သူလည်း non stop function ရလို့မရနားလို့မရဘူးတဲ့အဲ့ဒါကြောင့်နှလုံးလေးမှာရောပင်ပန်းနေဆင်းရဲတယ်မဟုတ်လားအဲ့နှလုံးထဲမှာဒုက္ခမရှိဘူးလားအဲ့ဒါပြောလို့ရှိရင်နှလုံးထဲမှာသင်္ခါရဒုက္ခမရှိဘူးလားရှိတာအစုံမှလည်းဘာဒုက္ခရှိတော့နှလုံးမှာရောသင်္ခါရဒုက္ခရှိတယ်ဘုရားကသင်္ခါရဒုက္ခမြင်အောင်ကြည့်လို့ဘုရားကဝိပဿနာမှာဟောထားပါလေနော်သစ္စာ၄ပါးကိုသင်တဲ့အခါမှာပြောထားတဲ့သလုံးရှိတယ်ဘာဒုက္ခကိုမြင်အောင်ကြည့်ရမှာတော့သင်္ခါရဒုက္ခသင်္ခါရဆိုရိုးဒုက္ခလားရှင်အောင်လုပ်ရတဲ့ဒုက္ခလားအဲ့ဒီဒုက္ခကိုမြင်အောင်ကြည့်တဲ့မြင်အောင်ကြည့်ဆိုတာဒီလိုအဲ့ဒီသဘာဝကိုနားမလည်ကြုံကရှင်အောင်လုပ်တာငါရှင်အောင်လုပ်တာငါလို့မင်းထင်းနေတယ်တဲ့ဘုရားပြောနေတာဟုတ်ပြီလားတကယ်တော့ရှင်အောင်လုပ်တာငါလားရုပ်ပစ္စည်းတွေလားရုပ်ပစ္စည်းအဲ့ဒါကိုကြည့်ခိုင်းတာကြည့်ဖို့ကြည့်ပြီးဆိုတာဟုတ်ပြီနော်အဲ့ဒါလို့ပွဲပွဲပြလာပြီးတော့မှငါနဲ့မဆိုင်ဘူးဆိုတာပေါ်လာလိမ့်မယ်အဲ့ဒီကကြရင်ငါကိုပြီးပြီးဖြစ်နေတဲ့လောဘဟုတ်လားငါကိုပြီးပြီးဖြစ်နေတဲ့ဒေါသမရှိရရှိတာငါကိုလာမကြည့်နဲ့ငါဘာမှတ်လဲမပြောလားပြောရုပ်နာလို့မှမသိပဲငါကဘယ်လိုလူသားမျိုးလို့ငါကိုပြီးပြီးတက်နေတဲ့မာနမရှိရရှိအဲ့ဒါတွေကငါကိုဘိုးပြုတ်ပြီးတော့မိုက်ချင်တိုင်းမိုက်နေတာတဲ့ဘုရားရှင်းပြတယ်ရှိတဲ့ငါလားမရှိတဲ့ငါလားမရှိတဲ့ငါတကယ်ပြောတာမရှိတဲ့ငါကိုအရှိလုပ်ပြီးတော့မိုက်နေတာတဲ့သူ့ကိုဘိုးပြုတ်ပြီးကြံတဲ့ကိလေသာတွေဘယ်တော့မှမရဘူးတဲ့အားတွေတက်နေတာတဲ့အဲ့ဒါကြောင့်သူ့ကိုဖြိုလိုက်တာနဲ့တပြိုင်တည်းကြံတဲ့ကိလေသာတွေကတိုးလာမှလားရော့သွားမှာရော့သွားမှာအဲ့ဒါစနစ်ပဲသဘောပေါက်ပြီနော်ကျွန်တော်တို့ပြောနေတာငါဟာအရေးကြီးတယ်ဆိုတာအဲ့ဒါပြောနေတာဒိဋ္ဌိကိလေသာဆိုတဲ့ငါကြီးရှိနေရင်ငါကိုမကြည့်နဲ့ဆိုတဲ့ဒေါသကလာတယ်ငါကိုမင်းအထင်သေးတာငါ့ကိုဘာကောင်မှတ်လို့လဲဆိုတဲ့မာနကလာတယ်သဘောပေါက်ပြီနော်ဒါတွေအားလုံးဒေါသတွေရောလောဘတွေရောအားလုံးကဘယ်သူဘ ਹੁ ပြုတာတော့ငါကိုဘ ਹੁ ပြုတာပထမဆုံးလောဘကိုတည်းကငါကိုဘ ਹੁ ပြုပြီးချစ်တယ်တော့မှမကြည့်ရကြည့်တာငါမချုံလားချောလားစငါရုံနဲ့လို့ပြောလားငါလို့ပြောနေတာဟုတ်ပြီလားငါချောကြည့်လို့ခေါင်းနဲ့ပြရတယ်သပေနဲ့ညှရတယ်ဘာလဲလို့လဲမလုပ်လားလုပ်နေတာလောဘကြီးဘယ်သူဘ ਹੁ ပြုတ်တယ်ငါကိုဘ ਹੁ ပြုတ်ပြီးတက်တယ်လို့ပဲငါရှိတော့သူရှိတယ်ဆိုတော့ဒီလောဘငါလည်းမနေဘူးသူ့ဘာချက်ပလိုက်သေးတယ်ရောက်ဝင်ပြီးတော့ကြတာဟောဟုတ်လားအေးအဲ့ဒါတရားခံပဲဘယ်သူတရားခံတော့ငါဘုရားကပြောနေတာသဘောပေါက်ပြီနော်အဲ့ဒါလို့သိတာကိုရိုးရိုးသိတာကအထူးသိတာအဲ့ဒါမှဝိပဿနာလေဟုတ်ပြီလားအဲ့တော့အထူးတတ်သိတယ်အမှန်လည်းမြင်တော့ဗာဒိဋ္ဌိလို့ဝိပဿနာသမ္မာဒိဋ္ဌိအဲ့ဒါလို့ကျွန်တော်တို့အလုံးလုံးနေလို့တဲ့ရှင်ကြီးကိုအဲ့ဒီသဘာဝတွေထမ်းဆောင်နေတာတဲ့ဟုတ်ပြီလားကဲအဲ့ဒါလို့တို့အလုံးလုံးနေတော့ကြည့်အောင်ဒီနှလုံးလေးအဲ့ဒီလိုခုသွားနေတဲ့နေရာလေးမှာနည်းနည်းလေးထပ်ပြောမယ်တဲ့ဒီချက်ကြည့်ဒီသဘောလေးတွေကိုသေချာလေးတွေကြည့်အောင်ဒီသွေးကြောလေးတွေသွားနေတယ်ဒါသွေးကြောလေးတွေဆက်ပြောမယ်ဒီသွေးကြောသွေးဒီခုနဲ့ဆင်းနေတော့ခင်ဗျားတို့ဆရာဝန်တရားပြောတယ်လေအစီအိတ်တွေမစားပါနဲ့မပြောလားသွေးကြောတွေကျင်းမယ်လို့မပြောလားအဲ့တော့အစီတွေစားတဲ့အခါဒီသွေးလေးမှာမပြောဝင်နိုင်တဲ့အစီတွေကပါလာတယ်ပါလာတဲ့အခါကျတော့အနေကျတာတော့ဒီလိုနံရံလေးတွေထူလာတတ်တယ်ဒီဘက်ကလည်းကြတာရင်ထူလာလို့ရှိရင်သွေးကြောရဲ့အေဒီယာကျဲတာလားကျင်းတာလားကျင်းတာလို့ရှိရင်ဒီဘက်ကိုသွေးလာတဲ့ပမာဏများမှာလားနည်းမှာလားအဲ့လိုလာရင်နောက်တစ်ခါဒီမှာပိတ်သွားမယ်ဆိုရင်ခိုးဘက်ကိုသွေးစီးသေးလားမစီးတော့ဒီမှာရှိတဲ့ကလပ်စီးတွေအောက်ဆီဂျင်နဲ့အစာရမလားမရဘူးလားမရရင်ရှင်မှာလားသိမှာလားအဲ့ဒီလိုပြောနေတာတဲ့သူကသဘာဝတွေကအဲ့ဒီလိုကလပ်စီးတွေကခန္ဓာကိုယ်မှာလည်းကလပ်စီးတွေရှိနေသလိုဒီခေါင်းကအုံနောက်ထဲမှာကလပ်စီးတွေမရှိလားရှိတယ်
ဒီခြေတွေလက်တွေကလစီတွေကိုမရောက်လို့သိရဲဆိုတာခန္ဓာကိုယ်တစ်ခုလုံးမသိသေးဘူးတဲ့သူကရှင်းပြတယ်ဟုတ်ပြီလားအုံနောက်ကလစီတစ်ခုခုဖြစ်ရင်တော့အုံနောက်ကိုဘယ်ပဲချမ်းညာပဲချမ်းထားတယ်ဟုတ်ပြီလားကလစီကဘယ်ပဲအုံနောက်ချမ်းရှိတယ်ညာပဲအုံနောက်ချမ်းရှိတယ်ဘယ်ပဲအုံနောက်ချမ်းထဲမှာလည်းပဲဒီလိုသွေးကြောလေးတွေဒါအကြီးမုံသမင်ကြီးတော့သေးတဲ့သွေးကြောလေးတွေသွားနေရတယ်အဲ့ဒီမှာအခေါင်းလေးနဲ့ရှိတယ်တော့မပိတ်နိုင်ဘူးလားပိတ်တယ်အဲ့လိုသွားနေတဲ့အုံနောက်ကလစီတွေကိုအစာတွေပေးနေတယ်အောက်ဆီဂျင်တွေပေးနေရတယ်အကယ်၍အုံနောက်သွေးကြောပိတ်လို့ဒီအေဒီယာကမရဘူးဆိုရင်ဒီကလစီတွေမသိဘူးလားသိတာသိတဲ့ခါကျတော့ကိုယ်ဝင်လည်းမထွက်ဘူးတရားစစ်တတ်လည်းမထွက်တော့တရားစစ်တတ်လည်းမထွက်လည်းမထက်ဘူးဒီမှာရှိတဲ့ဓာတ်ကြောတွေကညာဘက်နဲ့ညာဘက်ခြေထောက်ကိုဘယ်ပဲအုံနောက်က အုပ်ချုပ်တာသူကရှင်းပြနေတယ်အဲ့တော့အဲ့ဒီအေရိယာမှာသွေးမသွားဘူးအောက်ဆီဂျင်နဲ့အစာမရဘူးဆိုရင်အဲ့ဒီကလစီတွေပြတ်သွားသောအခါညာဘက်နဲ့ညာဘက်ခြေထောက်လှုပ်လို့မရတော့ပါဘူးတဲ့အဲ့ဒါကိုလေဖြတ်တယ်လို့ခေါ်တယ်အော်မရှိမှချင်းအေးဒီသွေးကြောတွေသွားနေတာရှင်ရဲတဲ့သက်ဆိုင်တာမသက်ဆိုင်ဘူးလားသက်ဆိုင်တယ်အဲ့ဒီခါကျရင်သိသွားတယ်ဟုတ်ပြီလားခန္ဓာကိုယ်မှာမသိကြတာအုံနောက်ကအစိပ်ပိုင်းတနေရာမှာသွေးကြောပိတ်ပြီဆိုတာနဲ့ဘယ်နဲ့ညာနဲ့ဖြေတယ်မလို့နိုင်ဘူးဘယ်ဘက်မှာညာဘက်ပိတ်ရင်ဘယ်ဘက်ဒေါင်းနှမ်းဆိုတာအဲ့လိုလျှက်စစ်တတ်နေအုပ်ချုပ်နေတာဟုတ်ပြီလားအဲ့လိုမဖြစ်အောင်ကျွန်တော်တို့ကသူတို့ပြောတဲ့အတိုင်းပေါ့ကျမ်းမာရေးဒီပါအစီအိတ်ဒီစားပါနဲ့လေ့ကျင့်ရလုပ်ပါလို့မပြောတာပြောနေရတယ်အဲ့ဒါငါမလို့လုပ်ရတာလားရုပ်ခန္ဓာမလို့လုပ်ရတာရုပ်ခန္ဓာရဲ့သဘာဝကိုသဘာဝနဲ့ပြန်ပြီးတော့ကုရတယ်ငါလည်းမရဘူးဘောပေါက်ပြီးတော့အဲ့ဒါကြောင့်လို့ဒီသဘာဝတွေကိုသိရင်တရားရတာမရတာအပါထကျမ်းမာရေးအတွက်မကူညီနိုင်ဘူးလားကူညီနိုင်တယ်ဒီသဘောတွေနဲ့သွားနေတာဟုတ်ပြီလားကဲအဲ့လိုနဲ့နှလုံးတွေကလည်းရလို့မြန်နားလို့မြန်လို့တယ်ခုနကပြေးလိုက်တယ်ဆိုရင်ရင်ကောင်းထဲမှာရှိတဲ့နှလုံးနဲ့အဆုတ်ကဗျိုင်းလူလုံအားတွေပြည့်တယ်ဟုတ်ပြီလားမောလာကြီးဆိုတာနဲ့လည်းဗျိုင်းနေပဲနှလုံးကလည်းပိုခုံရတယ်အဆုတ်ကလည်းပိုပြီးအလုံးကဗျိုင်းလုံးတာဗျိုင်းလို့သူတို့တစ်ခုမှညီကိုပဲဟုတ်ပြီလားအဆုတ်က1မိနစ်ကိုအကြိမ်20မက60 90တက်သွားရင်နှလုံးက100ကျော်တက်သွားတယ်အဲ့ဒါလိုလုပ်ပြရတာခန္ဓာကိုယ်လိုအပ်ချက်ကိုပြေးလိုက်ပြီဆိုရင်ဒီသွေးတွေပမာဏများသွားဖို့အတွက်ကိုအောက်ဆီဂျင်တွေသယ်ဖို့အတွက်ကိုနှလုံးကအဆုတ်ကဗျိုင်းတိုးပြီးတော့အလုံးလုံးရတော့ကြောင့်နှလုံးကအဆုတ်ကမပင်မလားပင်မလားဒါကခင်ဗျားတို့လောသွားတိုင်းပြားလှုပ်တိုင်းအဆုတ်နဲ့နှလုံးကငြိမ်မလားတိုးလို့ပါလားတိုးလို့ရဲ့အေးဆေးနေတတ်တဲ့လူရဲ့အဆုတ်နဲ့နှလုံးနဲ့ပူလောင်နေတတ်တဲ့လူရဲ့အဆုတ်ကနှလုံးဘယ်သူကဒုက္ခလားအဲ့ဒါနေရမှာငါဒုက္ခလားယူဒုက္ခအဲ့ဒါတွေကိုဘယ်သူမှသဘောမပေါက်ဘူးလေအခုဖြစ်နေတာဟုတ်ပြီလားအဲ့ဒီဟာကိုညာဖို့မလုံလတ်လို့လားလူတွေငါမဟုတ်ဘူးရုပ်ပစ္စည်းတွေသူတို့ကဒီသဘောကိုပြောနေတာတဲ့ဟုတ်ပြီလားကဲအဲ့ဒီတဲမှာဟောဒီမှာဒီနှလုံးလေးမှာခုနကလစီလေးတွေကိုအစာတွေပေးနေရတော့သွေးကြောတွေကပေးနေတယ်လို့ဒီနှလုံးကြီးမှာဘေးမှာကြွက်သားတွေမရှိတာရှိတာအဲ့ဒီကြွက်သားတွေကညှစ်လိုက်ဆန့်လိုက်ညှစ်လိုက်ဆန့်လိုက်လုပ်တဲ့အခါကြွက်သားတွေမှာကလစီတွေရှိဘာတွေရှိတော့ဒီလိုကလစီတွေရှိတယ်အဲ့ဒီကလစီတွေလည်းပဲအောက်ဆီဂျင်နဲ့အစာမလုံလားလို့လားခင်ဗျားတို့တော့ထင်ပါပေါ့ဒီနှလုံးထဲမှာသွေးတွေရှိတာပဲဆရာကြီးဘာလို့လဲသွေးရတယ်လို့အဲ့ဒါလိုနဲ့သူမရဘူးအဲ့ဒီကလစီကိုပေးဖို့ဥမှန်မြင်တဲ့သွေးကြောကသူ့ကိုပြန်ပေးတာဒီသွေးကြောလေးတွေမမြင်လားမြင်လားဒီသွေးဒီကြောလေးဟာအဲ့ဒီနှလုံးထွက်သားကိုပြန်ပေးတဲ့သွေးကြောဘောပေါက်လားဒီထဲမှာရှိတဲ့သွေးတွေကိုအလကားသူသုံးခွင့်မရှိဘူးသူလည်းသူခွဲထားတဲ့သူအာမသုံးနေရတာဒီထဲမှာညှစ်လို့ခန္ဓာကိုယ်သွားနေလို့ညှစ်တဲ့သွေးကြောကသူ့ရှိပြန်ပြီးတော့လာပေးရတယ်ဟုတ်ပြီလားလာပြီးတော့ဒီကြွက်သားတွေကိုဒီသွေးကြောလေးတွေကလိုက်ပြီးတော့ပေးနေလို့ဒီမှာရှိတဲ့ကြွက်သားတွေရှင်းနေတာခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ကြွက်သားဧရိယာနဲ့နှလုံးမှာရှိတဲ့ကြွက်သားဧရိယာဘယ်သူကနည်းလဲနှလုံးမှာရှိတဲ့ဧရိယာကနည်းနည်းလေးအဲ့ဒါကြောင့်မို့ဒီမှာကသွေးကြောလေးပိတ်သွားလို့ရှိရင်နှလုံးဧရိယာနည်းနည်းလေးမှာကြွက်သားလှုပ်အားကတိုးလာမလားညော့လာမလားအဲ့ဒါကြောင့်မြန်သိတာနှလုံးယောဂဆိုတာသူပြောတာသဘောပေါက်လားနှလုံးသွေးကြောကျဉ်ယောဂဆိုတာအဲ့ဒါဒီသွေးကြောတွေသဘောပေါက်လားဒီသွေးကြောတွေပိတ်သွားရင်မြန်သိမှာအဲ့ဒါဆရာဝန်တွေဒီနေ့အရေးကြီးကုနေတာသဘောပေါက်ပြီနော်
ဒီသွေးကြောလေးပိတ်သွားရင်ဒီကကလစီတွေမှာမပြတ်ဘူးလားပြတ်လားပြတ်သွားရင်ညှစ်တဲ့ပမာဏဟာရော့မရော့ဘူးလားရော့လားရော့သွားရင်ခန္ဓာကိုယ်ပေးနိုင်တဲ့သွေးဟာလိုတော့ရမလားမရဘူးလားအဲ့ဒီကဇော်သွေးတွေပြန်ပါညာခင်ဗျားတို့အကုန်ဖြစ်ကုန်တာဘောပါပြီနော်ဒါကဒီမှာပိတ်တယ်လို့ခဏပြောတာမပိတ်နဲ့အောင်သေချာကြည့်ခင်ဗျားတို့ရုပ်ခန္ဓာကြောင့်သေချာနားလိုက်တာအသက်ကြီးရတဲ့ကဆရာရဲတဲ့ကျွန်တော်တို့ရုပ်တရက်ထားလိုက်တဲ့ကမိုက်ကနေဘူးတယ်မပြောလားပြောတာပြောတယ်ကြည့်ရအခုလိုကျွန်တော်တို့ကငယ်တဲ့ကြီးတဲ့ကြီးတဲ့မတူငယ်တဲ့ကလေးတွေကခုံလိုက်ပေါက်လိုက်တာဘာဖြစ်တော့ဘာမှမဖြစ်အဲ့ချိန်မှာသူ့နှလုံးကလည်းအားကောင်းတယ်သူမြန်မြန်ထားလိုက်တိုင်းလိုအပ်တဲ့ပမာဏကိုနှလုံးကချက်ချင်းမြင့်ပေးတယ်ချက်ချင်းမြင့်ပြီးတော့ခုံပေးလိုက်တယ်ပြစ်ပေးလိုက်တဲ့တော့ခေါင်းကြီးသွေးတွေချက်ချင်းရောက်တယ်အဲ့ဒါကြောင့်ပြေးလိုက်ကြွားလိုက်တဲ့ပုံပုံကပြဿနာမရှိဘူးခင်ဗျားတို့အသက်ကြီးတာတော့ထိုင်ရနေထားတော့မိုက်ကြီးနဲ့ဖြစ်တော့ပြန်မထိုင်ဘူးလားဖြည်းဖြည်းပြန်မထားဘူးလားအဲ့ဒါလို့ထားလိုက်တဲ့ချိန်မှာခင်ဗျားတို့နှလုံးကရုပ်တွေကအိုနေတော့လိုအပ်တဲ့သွေးပမာဏလိုတာကိုချက်ချင်းမြင့်တဲ့နှလုံးညစ်အားမလိုက်တာဘူးသဘောပေါက်လားနှင်းနေတော့အုံနောက်ထုတ်သွေးရောက်တာလားလူတာတဲ့မရောက်တဲ့ခင်ဗျားမူးလာတာသဘောပေါက်လားအဲ့ဒီခါကျရင်ပြန်ထိုင်ရတယ်ဖြည်းဖြည်းထားရတယ်ခင်ဗျားတို့နှလုံးကအိုးနေလို့သဘောပေါက်ရလားမသိဘူးအဲ့ဒါငါနဲ့ဆိုင်အေးအဲ့ဒါကြောင့်ပြောနေဒီသဘာဝလို့မသိရင်ကိုယ်ပဲဒုက္ခဖြစ်မှာပဲသဘောပေါက်ပြီနော်အဲ့ဒါကြောင့်ဖြည်းဖြည်းထားပါဖြည်းဖြည်းလုပ်ပါပြောနေတာအဲ့တို့မြန်မြန်လုပ်လိုက်ရင်သူကလိုက်ပြီးတော့ညှစ်အားကမတိုးနိုင်တဲ့အတွက်ကြောင့်ချမ်းရင်နှလုံးကအထက်ကိုသွားတာအောက်ကိုပို့တာလွယ်နေလေကမ္ဘာဆွဲအားကိုမဆန့်ကျင်ဘူးသဘောပေါက်ပြီနော်ကိုနေ့ကကမ္ဘာဆွဲအားရှိတယ်လို့ပြောလားပြောရင်ဒီလိုအပေါ်တက်တာကမ္ဘာဆွဲအားနဲ့ direction က opposite direction opposite direction ကိုမဆန့်ကျင်လားဆန့်ကျင်လားတွန်းတင်နေရတာသဘောပေါက်လားအေးအဲ့ဒါကြောင့်သဘာဝတွေကြီးပဲအခုပြောနေတာလေဒီသဘာဝနားမလဲရှုပ်ပုံပဲဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ခေါင်းဝင့်တဲ့ကိုသွေးကလုံတော့မရရင်အဲ့ဒီကဘူးတာပဲမိုက်တာပဲအဲ့ဒီကကျရင်ဖြည်းဖြည်းပဲထားရမယ်ဖြည်းဖြည်းပဲထိုင်ရမယ်သဘောပေါက်ပြီနော်အေးဒီသဘောလေးတွေရှိတယ်ကဲဒီလိုပြန်ပြီးသုံးသပ်လိုက်မယ်ဆိုရင်တတိတသိန်းကျော်သောကလပ်ကြီးတွေရှင်ဖို့ဒီအစုံနဲ့နှလုံးကပူပေါင်းပြီးမလုံဘူးလားလောက်လားလုံတဲ့ကြောင့်သူတို့မှသင်္ခါရဒုက္ခရှိတာမရှိဘူးလားအဲ့သင်္ခါရဒုက္ခငါရှင်ရင်လောက်တာလားယုတ်ကရစီရှင်ရင်လောက်တာလားအတ္တအဲ့ဒါမသိရင်ဘယ်သူရှင်ရင်ဖြစ်တော့ငါရှင်ငါရှိတာလားကလပ်ကြီးတွေပဲရှိတာလားအေးအဲ့လိုသိရင်သမ္မာဒိဋ္ဌိဖြစ်ပြီတဲ့ကဲဒါကြောင့်လို့အခုသိတာဒီဝိပဿနာသမ္မာဒိဋ္ဌိဖြစ်ပါတယ်တဲ့ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်ခြင်းတဲ့ကျွန်တော်တို့ဝိပဿနာဘာဝနာကိုပွားများနိုင်ပါလေလို့တင်ပြရဲ့ပရမတ္တနာဤသုတိပုကိုရဟန်းကြပါလို့ဗျာ